မင်္ဂလာပါထွန်းချန်နယ်လေးကနေပြီးတော့စုံတီကြီးဥပတာနဲ့မမျော်လင့်သောခီးဆိုတဲ့အကြောင်းလေးကိုဖတ်ပြသွားပါမယ်နော်။ရာခင်းနေပြီးတဲ့အချိန်နေရာကြီးဟာတကယ်ကိုပြေးစရာကောင်းတဲ့အချိန်ပါပဲဗျာ။တကယ်တဲ့အလုပ်တွေလုပ်နေရလားတော့မသိဘူး။အားအားရနေရတော့မနေတတ်ဘူး။အဖေတို့လူကြီးတွေကတော့ရှိလာကြရောက်တော့မယ်အခါရင့်တဲ့တိုင်ပင်ဆွေးနွေးကြတယ်။တကူးလာဆိုရင်အလှပွဲတွေကလည်းစက်နေတတ်တယ်ဆိုတော့အလုံးမအားဘူးပေါ့ဗျာ။အဖေကရွာလူကြီးဆိုတော့ရေရေးရွာရေးတာရေးနာရေးမှာသူပဲဦးစီးပြီးတော့အစီမံနေရတာကိုကျုပ်လည်းပြင်းရင်ရွာရဲသွားလိုက်အိမ်မှာစာဖက်လိုက်နဲ့လုံနေညနေမိုးစုံစုံချုံကကြမှာရေချုံးမိနေတယ်အဲ့ချိန်ဆန်ရှိကိုလူလေးယောက်ရောက်လာကြတယ်အဲ့တဲ့ကလူလက်ပိုင်းတယောက်ကကျုပ်ကိုကြည့်ပြီးညီလေးအိမ်ထဲမှာတကြီးရှိလားမရှိဘူးဗျရွာရဲထွက်သွားတယ်ထင်တယ်အဖေနဲ့တွေ့ချင်ရင်ခဏစောင့်နေလိုက်ပါဒီမစားပြချိန်ဆိုတော့အဖေပြန်လာပါလိမ့်မယ်အားလုံးကယောက်ျားသားတွေကြီးပဲဗျတယောက်ကတော့အသက်50လောက်ရှိမယ်။ကျန်တဲ့3ယောက်ကတော့အသက်20ကျော်30အရွယ်တွေပဲ။ဟိုထားတာတွေကလည်းကာကီယောင်အင်ချီတွေတော်ရင်ဆောင်အုပ်ထုတ်စစ်ပနက်တွေနဲ့ဆိုတော့ဒီတွေကြည့်ရတာစစ်သားတွေလိုဘာလိုပဲဗျ။နောက်ဆုံးကတယောက်ကတော့တနက်ကြီးတွေလို့ဗျာ။ဒါနဲ့ကျုပ်လည်းရေတောင်ဆက်မချိုးတော့ပဲဒီတွေနောက်ကပြေးလိုက်ခဲ့ရတယ်။လေကားဘောကနေလေကလေးတစ်ချင်ချင်နဲ့ဆင်းလာတဲ့အကိုကြီးကဒီလူတွေကိုတွေ့တော့လန့်သွားတယ်။အေကားပေါ်ပဲပြေးတယ်ရမလို့အောက်ပဲစီးရမလို့ဖြစ်နေရဲ့။ဒီလူတွေအပိတ်တိုင်းလေးရှိတဲ့ခုံလေးမှာဝတ်ထိုင်ကြတယ်။ငယ်မတွေဆိုရင်လေသူတို့အခန်းထဲကိုပြေးဝင်တော့တာပဲ။ဟိုလူတွေကတနက်ကြီးကင်ထားတယ်မဟုတ်လား။ကျုံမှာရေဆိုပစိုးကြီးနဲ့မြို့ကြောင်နဲ့ပြေးဝင်လိုက်ရတယ်။အမေပြဿနာတော့တက်ပြီးဗျ။ဟဲ့အလက်ကဘာဖြစ်လာတာလဲ။အိမ်ထဲကိုတနက်ကင်ထားတဲ့လူတွေဝင်လာကြတယ်။သူတို့ကဘယ်သူတွေလဲဘဲဝါတွေလဲမသိဘူးလေဗျာအဖေနဲ့တွေ့ချင်လို့လဲဗျတောက်ကျတော့နဲပါပြီလက်ကောင်ရဲ့တနက်တွေနဲ့ဆိုတော့မဟုတ်မှလည်းရောဓမြတွေလားတလောကထောက်ချရွရွာကတကြီးကဓမြခိုင်းလူတွေကိုဖမ်းဆီးပေးလိုက်တယ်ဆိုလို့ဓမြတွေကအိမ်ထိလာပြီးတနက်နဲ့ပြစ်သွားတယ်မဟုတ်လားအမေကလည်းဗျာအဖေကဓမြခိုင်းကိုဖမ်းပေးဘူးတာမှမဟုတ်တာဟဲ့အလက်ကောင်ညပထွေးဓမြတွေကလက်ရနေတာဟဲ့ငါတို့တော့ငါးပါးမောက်ပြီးနဲ့တူပါတယ်အမေကလူကြီးပဲဗျာအမေထွက်တွေ့လိုက်ပေါ့အေးအိမ်ထဲအထိရောက်လာပြီဆိုမှတော့ဘယ်တက်နိုင်မှမလဲသူတို့ကိုတောင်းပန်ကြည့်ရမှာပေါ့အမေကမိဖို့ကြောင့်လေးကထွက်သွားတယ်ကျုပ်လည်းအမေနောက်ကနေကိုချောက်နဲ့လိုက်လာခဲ့တယ်အကိုကြီးဆိုလှေကားပေါ်မှာငုတ်တော့ထိုင်နေတယ်ဟိုလူတွေကတော့အေးဆေးပါပဲဇွဲပေါ်တင်ထားတဲ့ရင်းနှီးချမ်းတွေကနေရင်းနှီးတွေငှက်ပြီးတော့တောက်နေကြတယ်ဖိုးလေမောင်ရင်တို့ကဘာကိစ္စရှိလို့တကြီးနဲ့တွေ့ချင်တာပါလဲကွအမေတန်လေးကကြောက်စိတ်ကြောင်တုံရင်ဖြစ်နေတယ်ကျွန်တော်တို့ကဘာစာရကပါတကြီးဥပမောင်နဲ့တွေ့ချင်လို့လာတာပါအမေကမပြောမဆိုနဲ့မြေပြင်မှာဒူးထောက်ထိုင်ချပြီးလက်အုပ်ချီလိုက်တယ်အတော်တောင်းမှမာတယ်မောင်ရင်တို့ရဲ့အတော့ယောက်ျားကိုမတက်ပါနဲ့နော်သူကလူရိုးလူမှန်ကြီးပါရိုးလွန်းမှန်လို့ကိုခတ်နေတာပါကျေးဇူးပြုပြီးသူ့ကိုမတက်ပါနဲ့နော်အမေကကျုပ်ကိုလက်ကြည့်ပြီးဟဲ့အလက်ကဘာလုပ်နေရလဲနေလဲဝိုင်းတောင်းမှန်လေကျုပ်လည်းဘူးမတိပါမတိနဲ့မြေပေါ်မှာစောင့်ထိုင်ချလိုက်ပြီးတော့လက်အုပ်ချီလိုက်တယ်ကိုရင်ဘွားကထွက်သွားတာမကြသေးတော့ဖျားရှိခွေထိုင်နေကြအတိုင်းထိုင်ချမိလိုက်တာပေါ့ဗျာဟုတ်ပါတယ်အကိုတို့ရဲ့အဖေကိုမတတ်ပါနဲ့အဖေကတမတမက်ကြတဲ့သူပါသူများပြောတာတွေကိုမယုံပါနဲ့နော်ဟိုလူတွေကတယောက်မျက်နှာတယောက်ကြည့်ပြီးတိုင်ပင်နေကြသူလိုပဲဗျတနက်ကင်ခါရဲ့သူကမတက်ထားရလိုက်ပြီးဒါဆိုရင်လည်းအတော့ကိုလိုပဲပြောရသေးတယ်အမေကငဲတဲ့မအော်ပြီးတော့လက်နှစ်ဖက်ကိုမိုးပေါ်မြောက်ထားလိုက်တယ်မလုပ်ပါနဲ့ကျမကိုလည်းမတက်ပါနဲ့တော့ဒီချိန်အဖေကခြံထဲကိုဝင်လာတယ်မြေပေါ်မှာဒူးထောက်လက်မြောက်နေတဲ့အမေနဲ့စောင်းဆောင်ထိုင်ပြီးလက်ကိုချီထားတဲ့ကျုပ်ကိုတွေးလိုက်တော့ထူးဆန်းသွားပုံရတယ်အဖေကအိမ်မက်ကိုရှောက်လာတော့ကိုမမောင်ရှင်ဒီယိုမလာနဲ့ရှင်ပြေးတော့ဒီလူတွေကရှင့်ကိုတက်ဖို့ရောက်လာကြတာတဲ့အဖေတောင်အရှိကို16ရမလားအနောက်ပဲပြန်ခဲ့ပြေးရမလားဆိုပြီးတွေးရဖြစ်သွားတယ်ဒီတခါအသက်40လောက်ရှိတဲ့လူကြီးကခမည်းတော်အထင်မှားနေပါပြီဗျာကျုပ်တို့ကတကြီးကိုတက်ဖို့လာတာမဟုတ်ပါဘူးဗျာအမေကပြူတူပြဲတဲ့နဲ့ဒါဆိုကျမကိုတက်ဖို့လာတာပေါ့နော်ကျုပ်ပြောတာဆုံးအောင်တော့ထပ်ပါအောင်ဗျာကျုပ်တို့ကဘသူ့ကိုမှတက်ဖို့လာတာမဟုတ်ပါဘူးနေပါအောင်ခမည်းတော်ကိုကျုပ်တို့ကတက်ဖို့လာတာလို့ဘသူကပြောတာလဲကျုံလည်းမတက်ရလိုက်ပြီးခမည်းတော်ပဲဘာသာရတွေဆိုဗျဟုတ်တယ်လေဘာသာရဆိုတာဘာကပတွေနဲ့အတူတူပဲမဟုတ်လားဟာဗျာခမည်းတော်ကတော့လွဲနေပြီဘာသာရဆိုတာဘူမိဗေဒလေးလာရေးနဲ့တတ်တုရှာဖွေရေးအဖွဲ့အဲ့ဒါကိုပြောတာဗျ
ဘယ်ကဖကပတွေဆွတ်ထည့်လာတာလဲဗျာ။အော်မသိပါဘူး။ဒါနဲ့တနေ့ကြီးကပါတယ်ဆိုတော့ဓမြတွေလားဘကပတွေလားလို့ထင်မိလိုက်လို့ပါ။အမေကကျုပ်တို့ပြောတာကိုကြီးကြီးကြောင်ကြီးလိုက်ကြည့်နေတယ်။ကျုပ်လည်းအမေလက်ကိုဆွဲပြီးအမေထတော့သူတို့ကအဖေကိုတတ်ဖို့လာတာမဟုတ်ပါဘူးဗျာ။အမေကိုလည်းမတတ်ပါဘူး။ဒီတော့မှအမေကထားနိုင်တယ်ဗျာ။ဒါတောင်သူ့လူတွေကတုံနေသေးတယ်။ကျုပ်ခင်အမေအဖြစ်ကိုကြည့်ပြီးခွတ်တွန်းခွက်လန်ရေးလိုက်ချင်တာဟိုတွေကရှိနေလို့တာပေါ့မင်းတို့ကတော်တော်အတွေးခေါင်နေသူတွေပဲကွအဖေကခုံသားမှာဝထိုင်လိုက်တယ်ခမည်းတော်ဘာသာရက်ကဆိုတော့ဥမောင်လည်းဆိုတာခမည်းပဲဖြစ်မယ်ထင်တယ်အဖေကအဲ့လူတွေကအသက်ကြီးကြီးလူကြီးကိုပြောလိုက်တယ်ဟိုလူကြီးကလည်းခေါင်းညက်ရင်တကြီးကကျုံနာမီကိုတောင်တိနေရလားတိတာပေါ့ဗျာတိဆိုခမည်းဥဆောင်နေဘာသာရအပွဲကရောက်ကိုလာမယ်ဆိုပြီးမြိုင်သားမြို့ကောင်စီကကျုပ်စီစာပို့ထားတာနှစ်ပတ်လောက်ရှိရောပေါ့ခင်ဗျားတို့လာရင်လိုအပ်တာတွေကိုညီပေးလိုက်ပါတယ်ဗျကဲခင်ဗျားတို့ကကျုပ်တို့ရွာကိုဘာလာလောက်တာလဲကျုပ်တို့ကဒါကူညီပေးရမလဲဦးမောင်လွင်ကအရေးဆုံးကျုပ်တို့အဖွဲ့နဲ့မိတ်ဆက်ပေးတာပေါ့ဗျာကျုံနာမည်ကဦးမောင်လွင်ပါဒီအဖွဲ့ရဲ့အဖွဲ့မှုပေါ့ဟောဒီတငယ်ကတော့မောင်မောင်တာလို့ခေါ်ပါတယ်ဒီတငယ်ကမောင်မြင့်မောင်နဲ့သူတို့နှစ်ယောက်ကတော့ကျုပ်ရဲ့အဖွဲ့သားတွေပါလုတ်တက်လဲနေပါကြပါသေးတယ်ဟောကတနက်ကင်ထားတာကတော့ကျုပ်တို့ကိုလုံခြုံရေးယူဖို့တာဝန်ကြတဲ့ပြည်သူရဲတပ်သားမောင်ဦးပါပဲဟာခင်ဗျားတို့ဘွဲကနာမည်တွေကလည်းမောင်လူကြီးပါပဲလားဗျကျုပ်ပေတကြီးကလည်းဥပမောင်နဲ့ဗျမောင်တွေချင်းချင်းစုမိကြပြီပေါ့ကျုပ်ကရဲကြဲကြဲနဲ့ဝင်ပြောလိုက်တော့အဖေကကျုပ်ကိုမျက်စောင်းကြီးထိုးကြည့်တယ်တဘောကတော့မင်းဝင်ပါနဲ့ဆိုတဲ့တဘောပဲဟုတ်ပါရဲ့ဗျာကျုပ်တို့လောကတော့ဘယ်နယ်မြေဒေသတွေမှာဘလို့မြေမျက်နှာတွင်ပင်ရှိတယ်ဘလို့ကြောက်တွေရှိတယ်ဘလို့တတ်ထုတွေရှိပြီးနိုင်ငံအကျိုးအတွက်သူ့ပေါ်လို့ရမရအဲ့ဒါတွေကိုစူးစမ်းလေးလာကြပါနဲ့အခုတခါဒီရွာကိုရောက်လာတဲ့ဆိုတာကဒီရွာရဲ့တောင်ရိုးနဲ့ဖြိုးမတောင်တန်းကြီးပေါ်ကိုဂိလာဖို့ရောက်လာတာပဲဖြစ်ပါတယ်အဖေကခေါင်းစင်ကြီးနဲ့လုံနေတယ်ကျုပ်တို့လူကတော့အဲ့ဒီကောင်တွေရဲ့တောင်ကြချောင်းတွေတောင်ကျောပြက်ကြီးတွေအပေါ်ကိုတက်ပြီးတော့ရေကြီးနမူနာဓာတ်နမူနာတွေကိုပြန်ယူလာဖို့ပဲဖြစ်ပါရဲ့တကြီးဒါကြောင့်ကျုပ်တို့မှာဒီနယ်ဝန်းကျင်ကိုကျွမ်းကျင်ပြီးကြင်ကြင်တက်လုံးနိုင်တဲ့ဒီတက်ခံယောက်ျား2ယောက်လောက်လိုပါတယ်ပြီးတော့နည်းနည်းပါးပါးမေးစမ်းကြည့်ဖို့အတွက်ရှေ့မီနောက်မီလူကြီးတစ်ယောက်လောက်လည်းလိုပါတယ်အဖေကစဉ်းစားနေပုံပဲဗျအလကားတော့မခိုင်းပါဘူးဗျာဒီလူတွေကိုကာလာပေါက်စင်းနဲ့နေစာကြည့်တက်ချက်ပြီးလုံငန်းသိမ့်တဲ့အခါရက်သက်နဲ့ပြန်ရှင်းမှာပါဒါဆိုလာစာရမယ်တဘောပေါ့နော်အကိုကြီးကအဲ့လိုမေးပြီးတေကားဘုံကနေပြေးစင်းလာတယ်ဦးမောင်လွန်ကအကိုကြီးအမေကိုခေါင်းငိတ်ပြီးပြန်ဖြေတယ်အကိုကြီးကတော့အဖေကိုကြည့်ပြီးအဖေတောင်းလိုက်သွားမယ်ဗျာရွာမှာအလုံးမရှိမဲ့အတူတူသူတို့နဲ့လိုက်သွားခြင်းနဲ့လာစာလည်းရတယ်လို့သူတို့စီကပညာလည်းရတာပေါ့ဖေအဖေကအကိုကြီးကိုတစ်ချက်ကြည့်လိုက်ပြီးတော့ဦးမောင်လွန်တို့အလုံးနဲ့ကျုပ်သားနဲ့ကြိုက်ပါမလားရပါရဲ့တကြီးသူကလည်းအရွယ်ကောင်းလုံးနိုင်ကိုင်းနိုင်တဲ့အရွယ်ဆိုတော့အဆင်ပြေပါလေဒါပေမဲ့နည်းမြေကျွမ်းကျင်မှုရှိပါမလားနည်းမြေကျွမ်းကျင်တာကတော့ပြောမနေပါနဲ့ဗျာကျုပ်ကမုတ်ဆိုးတစ်ပိုင်းဖြစ်နေပြီဗျအဲ့တောင်ရိုးတွေရိုးမတောင်တန်းကြီးတွေဆိုတာဟိုသားကောင်ပြစ်ဒီသားကောင်ပြစ်လိုက်နဲ့အေဦးနဲ့ကြမ်းမြင်လို့ဖြစ်နေပါပြီညဘက်အလေးရမပါပဲသွားရင်တောင်လမ်းမမှာမဟုတ်ဘူးဗျအကိုကြီးကသူ့ကိုယ်သူကြောင်ညာဝင်လိုက်တယ်အကိုကြီးရဲ့စကားမှာဟိုလူတွေကနေမျိုးသွားပုံရပါတယ်ဒါဆိုရင်တော့အဆင်ပြေတယ်နောက်ထပ်လူငယ်တယောက်လောက်ထပ်ရှာရမယ်ဒီခါအကိုကြီးကကျုပ်ကိုလှမ်းဆွဲပြီးတော့ရှာမနေပါနဲ့ဗျာဟောဒီမှာအလက်ကောင်ရှိတယ်ကျုပ်ကမစီမဆိုင်ဘူးမတီပါမတီဖြစ်နေတယ်အကိုကြီးကျုပ်ကလိုက်လို့ရရဲ့လားဦးမောင်လွင်ကကျုပ်ကိုကြည့်ပြီးဒီကောင်လေးကငယ်သေးသလားလို့ပြီးတော့လုံးလိုက်ပါမလားမပူပါနဲ့ဗျာအလက်ကောင်ကယူယူပပဆိုရင်မဲ့လက်ကြောတင်ပါရဲ့ဗျအလက်ကောင်ကြီးမင်းလက်မောင်းကတွေးကြောကြီးကိုတင်းပြလိုက်စမ်းကွာကျုပ်လည်းအကိုကြီးခိုင်းတဲ့အတိုင်းလုပ်ပြလိုက်မိတယ်ဦးမောင်လွင်ကအင်းလေလုံးနိုင်မယ်ဆိုရင်ပြီးတာပဲညီကိုရင်းနေဆိုတော့အဖော်ရတာပေါ့ပြီးတော့တကြီးရဲ့သားတွေဆိုတော့လေတခြားလူတွေထွက်ဆိုင်ရင်စိတ်ချရတာပေါ့ဗျာဒါနဲ့တကြီးသူတို့ကိုခေါ်သွားဖို့တကြီးခွင့်ပြုပါနော်ခွင့်ပြုပါတယ်ဗျာဒါဆိုရင်တော့သူတို့မြတ်ကိုထိန်းဖို့ရင်ဒီကတော့အကြောင်းတောင်တွေအကြောင်းတွေကိုတီးတယ်ရှေ့မီနောက်မီလူကြီးတယောက်လောက်ပဲလိုပါတယ်ဒါကတော့ဥပဒါကြီးနဲ့ဆိုရင်ကွက်တီပဲဗျာကျုပ်ကကြားထည့်ပြီးပြောလိုက်မိတယ်ဦးမောင်လွန်ကအဖေကိုကြည့်ပြီးတကြီးသူပြောတဲ့ဥပဒါဆိုလားအဲ့လူကကျုပ်တို့ပြောတဲ့ဒုအချက်တွေနဲ့ကိုက်ညီသလားအဖေကမေးစေကိုပွင့်ရင်ခေါင်းငိန်လိုက်တယ်ဥပဒါကဒီတန်တရားဘဟုတုတလည်းရှိတဲ့အပြင်အရင်ကတက်ထဲမှာလည်းလုံးလို့ဘူးလေဆိုတော့သူနဲ့ဆိုရင်အဆင်ပြေမှာပါ
ဒါဆိုရင်တကြီးပဲသူ့ကိုခေါ်ပြီးပြောပေးပါပြီးတော့ရိတ်ခါလည်းနည်းနည်းဝယ်ချင်ပါတယ်ရိတ်ခါအတွက်ကတော့မဝယ်ပါနဲ့ကျုပ်တို့ရွာကစီစဉ်ပေးလိုက်ပါမယ်ကဲလက်ကဥပတာကြီးကိုတောက်ခေါ်စမ်းကွာကျုပ်ဥပတာကိုပြေးခေါ်ရတယ်ဥပတာနဲ့အဖေတို့စကားပြောပြီးတော့ဥပတာကချက်ချင်းကောင်းနေလိုက်တယ်တိုင်းပြည်အကျိုးအတွက်ပဲကိုညီရမှာပေါ့တကြီးရဲ့ဒါဆိုခမည်းတော်ရဲ့မောင်ဖွဲ့ထဲမှာကျုပ်တို့နှစ်ယောက်လည်းထပ်ပေါင်းပြီးပြီပေါ့ဗျာကျုပ်နာမည်ကထွေးမောင်လူတွေကတော့အကြီးကောင်လို့ခေါ်တယ်ဟောဒါကအလက်ကောင်ခင်မောင်ပေါ့ဗျာကျုပ်ဖြင့်ပြောလိုက်တာအတိုင်းထက်လွန်ပါပဲဥပဒါကြီးနဲ့အတူတူခရီးမတော်ရတာကြာပြီမဟုတ်လားဒီလူတွေတယ်လာတဲ့ပစ္စည်းတွေကမနေဘူးဗျအဲ့ရခင်းလို့မိုးရေကားပင်ကြီးတွေလည်းပါတယ်ကျုပ်နဲ့အကိုကြီးကတော့သူတို့တယ်လာတဲ့ပစ္စည်းတွေကိုချင်းကြီးတွေထဲထည့်ပြီးတော့ထမ်းရတယ်ရိခါအတွက်ကတော့စံနဲ့ကလေးပဲကြောက်တွေယူလာတယ်သူတို့စီမှာစီတပူးတွေစားချရာတွေအစုံပါတယ်ဆိုပဲဗျချင်းချင်းချင်းကိုရှင်ပြီးချထားတယ်တချင်းထဲမှာတော့ရိခါဆန်အိတ်ပဲအိမ်နဲ့ပြည့်ညက်နေတယ်နောက်တစ်ချင်းကတော့ဖြေစာကြီးတွေစောင်းဟာတွေပါတယ်အကိုကြီးကလူလဲဗျသူကတော့ပို့တဲ့ချင်းတော့ယူပြီးပြုတ်ဖို့ကြတော့ရိခါကြီးထန့်ခိုင်းနေနောက်တနေ့မနေ့နေမတက်ခင်မှာပဲကျုပ်တို့စထွက်လာခဲ့ကြတယ်ဥပဒါကတော့ထုံးစံအတိုင်းသူ့လွယ်ကြီးလွယ်ပြီးကိုယ့်အိမ်ပိုင်လို့ပေါ့ဗျာလွယ်ကလည်းဘာယူထက်တာလဲတော့မသိဘူးခေါင်းကြီးလို့ဖူးဖောင်းလို့ဗျအရင်ဆုံးတာရုတ်ကလေးစီတို့သွားပြီးတော့တာရုတ်အောက်ဘက်ကစမ်းချောင်းလေးအတိုင်းလမ်းလျှောက်ခဲ့ကြတယ်ဒီစမ်းချောင်းလေးကဟိုရိုးမတောင်တန်းကြီးပေါ်ကရေဖျားခံပြီးစီးဆင်းလာတဲ့တောင်ကျချောင်းလေးပေါ့ဗျာချောင်းရည်တွေကတော့ခန်းကုန်ကြီးဟိုနားရည်တကွက်ဒီနားရည်တကွက်လောက်ပဲကျန်တော့တယ်အရှိကလူကြီးတွေကတော့ဟိုကြည့်ဒီကြည့်ဟိုချောင်းကပားကကြောက်ကိုတူးကြည့်ဒီကြောက်ကိုဖက်ကြည့်နေဘာလို့နေမှန်းကိုမသိဘူးဦးမောင်လွင်ကတော့သူ့တပည့်နေရာကိုကြောက်ချောင်းနေရှင်းပြပြနေပေါ့ဗျာကျုပ်တို့ကတော့နားမလဲပါဘူးနီးလေရောက်တော့ချောင်းရဲကကြောက်တုံးကြီးတစ်ခုပေါ်မှာပဲစကန်းချပြီးတော့ရွာထဲကထည့်လာကြရဲ့ထမင်းတုပ်တွေဖိစားကြတာပေါ့ဦးမောင်လွင်ကထမင်းစားရင်းနဲ့ငါတို့ဟိုချောင်းတိတ်ဘက်အထိကိုသွားမယ်ကွာအဲ့မှာနမူနာတွေရတော့မှချောင်းရိုးတိုင်တင်နှင်းကြမယ်ရွာနဲ့နီးတဲ့နေရာတွေကိုတော့နောက်မှသွားမယ်ဒီကနေနမူနာတွေယူပြီးရင်ဟိုချောင်းရိုးထဲပဲရောက်တော့ငါတို့လေးနေမယ်ကွဆရာကြီးပြောတာဟုတ်တယ်လက်မတွေ့တဲ့ကြောက်သားနမူနာတွေကိုမှတ်သားထားခဲ့ကြမယ်ဦးမောင်လွင်ကဥပဒါကိုကြည်ရင်းနဲ့အပါကြီးဒီချောင်းကတော်တော်ရှိသလားဥပဒါကပါဇက်တဲကထမင်းလုတ်ကိုမြူချရင်ရှီတာကမှတော်ကိုရှီတာဒီချောင်းရိုးရဲ့အထက်ပိုင်းကိုဘယ်သူမှမရောက်ဘူးကြဘူးဒီချောင်းရိုးဘယ်ကဆလာလဲဆိုတာကိုဘယ်သူမှမသိကြဘူးဒီချောင်းရိုးကတောင်မကြီးဘဝကနေဆင်းလာတဲ့တောင်တချောင်းတစ်ခုပဲဒီဒေသကလူတွေယုံကြည်ကြတာတော့ဒီချောင်းကငကားကြီးတကောင်သွားလာခဲ့လို့ကြံနေခဲ့တဲ့ချောင်းပဲဗျဒီတခါထမင်းစားနေတဲ့မောင်သာဆိုတဲ့သူကရေလိုက်ရင်ငကားဆိုတာတကယ်မှမရှိတာဗျာငကားသွားတိုင်းသာချောင်းပေါက်ကြီးဆိုရင်ဒီနေမှာချောင်းတွေအများကြီးဖြစ်နေမှာပေါ့တကယ်ကရင်းနဲ့ရာစီမိမြင့်ရလောင်ဆိုတဲ့စကားအတိုင်းရွေတွေကညင်းနဲ့ရာရက်ကိုစီစဉ်ရင်တဖြည်းဖြည်းနဲ့ရေတိုက်စားလို့ချောင်းပြစ်သွားတာပါဒီလူကလောင်တလူနဲ့ပြောတာဗျသူဘေးကမြင့်မောင်ဆိုတဲ့သူကလည်းဝန်ပြောသေးတယ်ဟုတ်တယ်ဗျခင်ဗျားတို့တွေကတောလူတောင်သားတွေဆိုတော့တိတ်ပံတဘောတရားတွေကိုနားမလဲပဲမဖြစ်နိုင်တဲ့ယုံသန်းစကားတွေကိုယုံနေကြတာကိုအဲ့ဒါဘာလို့လဲဆိုတော့ပညာမတတ်လို့ဗျဒီလူတွေပြောလိုက်တဲ့စကားကပိုတောင်ဆိုးသွားသေးတယ်ဗျကျုပ်တို့ကိုတော်ရရည်ဆိုပြီးနှိမ်ချင်ပုံရတယ်ဥပဒါကမျက်နှာထက်တန်းဖြစ်သွားပြီးစင်သွားရဲ့လမ်းဖြစ်ငကားသွားရင်ချောင်းပြတဲ့မာရင်တို့ရဲ့ငကားကဒီနေရာနဲ့ကိုသွားနေတာမှမဟုတ်တာသူ့အတိုက်ကိုအဝန်တလန်အထွက်တလန်ပဲထားတာဒီလမ်းကနေအမြဲဝင်ထွက်သွားလာနေတော့ကြာတော့ချောင်းဖြစ်သွားခဲ့တာပေါ့ဒီချောင်းရိုးကတကယ်တမ်းသိချလိုက်သွားရင်ငကားကြီးတကောင်ကွေ့ပတ်ပြီးသွားထားတယ်လို့ကွေ့ပတ်ကြီးဖြစ်နေတာရှေးလူကြီးတွေကတော့ဒီတောင်မကြီးအပေါ်မှာငကားကြီးတကောင်နေတယ်ဆိုပဲပုံမြင်လေးကနားထောင်လို့ကောက်လိုက်တာဗျာဆက်ကြောပါဦးမောင်ဝင်ပြောလိုက်တော့ဥပဒါကမျက်နှာကြီးမဲ့သွားတယ်ဥမောင်လွန်ကမျက်မှောင်ကိုကြည့်ရင်မျက်မှောင်ကြီးတို့ရဲ့အလောက်ကကြောက်တုံးနေကြီးကြည်တာမဟုတ်ဘူးကွဒေသခံတွေနဲ့လည်းဆက်ဆံရသေးတယ်ဒါကြောင့်ဒေသခံတွေရဲ့ရိုးရာတည်းယုံကြည်မှုတွေကိုမင်းမနောက်ပြောင်းမိစေနဲ့ဥမောင်လွင်ပြောလိုက်တော့မှမျက်မှောင်ကပါဇက်ပိတ်သွားတယ်တမန်စားပြီးတော့ကျုပ်တို့လည်းခရီးဆက်လာခဲ့ကြတယ်ချောင်းရီကခန်းနေပြီဆိုတော့တွားရတာခရီးသွန်နေရဲသားမအုပ်ကတနက်တကားကနဲ့အရှိဆုံးကနေသွားတယ်သူ့နောက်ကဟိုလူ3ယောက်ကဟိုကြီးကြီးလို့ရင်ကျုပ်တို့နားမလဲတဲ့စကားတွေနဲ့တယောက်နဲ့တယောက်စကားတွေပြောနေကြတယ်နားမလဲလို့ဆိုတာသူတို့ကအင်္ဂလိပ်လိုတွေရောပြောနေတာကိုဥပဒါနဲ့ကျုပ်ကတော့အနောက်ကနေအေးအေးဆေးဆေးစကားပြောရင်လိုက်လာခဲ့ကြတာပေါ့
ဥပမာပြောတာဟုတ်တယ်ဗျာ6ရုပ်ကဘယ်ကိုကွက်သွားလိုက်ညာကိုကွက်သွားလိုက်နဲ့စီးနေတာဗျကျုပ်ပြန်ခုမှပဲသတိထားမိတယ်ဒီချောင်းကိုမင်းဘလောက်ဝေးဝေးထိရောက်ဘူးတဲ့လက်ကဘယ်ရောက်မှလဲဗျာတာရုပ်အကျော်တဲဆက်ပြကျုံတဲ့နေရာလောက်ပဲရောက်ခူးတာပေါ့ရှေ့ဆက်သွားရင်ငကားမြေအောင်ဝင်ပြီးရှိုးစင်းထားတဲ့နေရာတို့ငကားတွေပေါက်ထားတဲ့တွန်းတို့အများကြီးမြင်ရအောင်ပါကွာဆက်လျှောက်လာကြရင်နဲ့ဆက်ပြကျုံတဲ့နေရာကိုကြော်ခဲ့တော့တဖြည်းဖြည်းနဲ့6ရုပ်ကမြေရောက်ကိုနှိမ့်ဆင်းသွားတယ်ချောင်းပင်းနာကကဘာတွေကလည်းဒုတိယမကမြင့်တက်သွားပြီးတော့ခေါင်းပေါ်မှာလည်းပေါင်းမိုးကြီးလိုအမိုးကန်းကြီးလိုမြေကြီးတွေကဆက်သွားပြီးဂလိုင်းပေါကြီးလိုဖြစ်နေတယ်မသိရင်တကယ်မွေးချင်းကြီးနဲ့ကိုတူတာချောင်းကအဲ့ဒီဂလိုင်းပေါကြီးတဲကနေချက်တန်းပြီးစစ်စစ်နေရောဗျမြေရောက်ချောင်းကြီးကိုဥမောင်လွန်တို့လည်းတော်တော်ထူးဆန်းနေကြတယ်မြေရောက်ဂလိုင်းကြီးထဲမှာအလေးရောင်သိချမမြင်ရပဲမှောင်ဝါးဝါဖြစ်နေတယ်တနေရာရောက်တော့အရှိဆုံးကသွားတဲ့ရဲသားမအုပ်ကိုဥပဒါကလှမ်းဝလိုက်တယ်မအုပ်ရေရက်လိုက်ဟေ့ရဲသားမအုပ်လှမ်းနေတဲ့ခြေလမ်းကတန့်သွားတယ်ဥမောင်လွန်တို့ကဥပဒါကိုလှည့်ကြည့်ပြီးဘာဖြစ်လို့လဲအဘအဲ့ဒီအရှိမငကားတွန်းလို့ခေါ်တဲ့တွန်းတွေရှိတယ်အဲ့တွန်းတွေကိုငကားတွေကဖောက်သွားတယ်ပြောတယ်ဒီတွန်းတွေကအဆုံးစာမဲ့ရနှဆိုင်ကြတယ်လူစားကြက်သွားလို့ကတော့ပြည့်တဲ့လာနိုင်မှာမဟုတ်ဘူးဥမောင်လွန်ကဓမီကိုထုတ်လိုက်တယ်ဓမီကလေးတွေကခေါင်းမှာတက်လို့ရတယ်ကြိုးတိုင်းလေးတွေပေါ့ဗျာဓမီတွေဖွင့်ပြီးချိလိုက်တော့မှရေသားမအောင်ရဲ့အရှိတလန်း2လမ်းกว่าမှာတွဲတဲ့ကိုတွဲလိုက်ရတယ်ဗျာရေသားမအောင်ဆိုရင်လန့်ပြီးတော့အနောက်ကို3ဝန်းလောက်ဆုတ်လာခဲ့လိုက်တယ်တွန်းကလူကြီးတစ်ပုံစားလောက်ပဲကျဲတယ်အထဲမှာလည်းရေတွေအပြည့်နေဗျ6ရဲ့အောက်ခံကြောက်သားတွေပေါ်မှာဖြစ်နေတဲ့တွန်းမဲဥမောင်လွင်တို့တစုလဲတွန်းမဲမှာထိုင်လိုက်ကြတယ်ဆရာကြီးဒါဘာတွန်းတွေလဲဥမောင်လွင်ကတွန်းကိုတိတိကျကျကင်တွယ်ကြည့်နေတယ်တွန်းမဲနားနယံတွေကတခုခုနဲ့ပုတ်တိုက်ထားသလိုပြောင်နေရော့ပဲဗျာဒီတိုက်စားလို့ဖြစ်တဲ့တွန်းမဲဖြစ်မယ်နော်ဆရာကြီးဒါတော့ငါလည်းမပြောတတ်ဘူးဒီတိုက်စားတာဒီလိုနဲ့ကြီးဖြစ်ပါမလားငါထင်တော့ဒီမျက်နှာတွင်ချင်းထူးခြားပြီးတဘာဝအတိုင်းဖြစ်ပေါ်နေတဲ့တွန်းဖြစ်မယ်အဘကြီးကတော့ငကားတွန်းလို့ပြောတယ်အဲ့ဒါရောဟုတ်ပါမလားမြင့်မအမေကိုဥမောင်လည်းကဘာမှပြန်မဖြေဘူးမောင်မောင်သားကဒီတွင်းတွေကအဆုံးစာမရှိအောင်နဲ့တယ်ဆိုတာရောဖြစ်နိုင်ပါမလားခေလူငယ်နှစ်ယောက်ကတော့ရုံချင်ပုံမရဘူးကဲငါတို့ဆက်သွားကြဆိုဟေ့မတော်ဘူးဆရာကြီးဒီငကားတွင်းတွေကတကယ်ပဲအဆုံးစာမရှိဘူးဆိုတာကျွန်တော်တို့စမ်းတက်ကြည့်ချင်နေတယ်ဥမောင်လုံးကပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီးငါတို့ခီးဖြစ်နေမယ်ကွဒါစားမှာကွာဒါတွေကအရေးမကြီးပါဘူးမောင်မြင့်ကမကျေနပ်သေးဘူးကျွန်တော်အတွက်တော့အရေးကြီးတယ်ဆရာကြီးဒီတွန်းကငကားဖောက်ထားတဲ့တွန်းဆိုတာလုံးဝမဖြစ်နိုင်ဘူးအစရှိရင်အဆုံးရှိမှာပဲအဲ့ဒီအဆုံးကိုကျွန်တော်ရှာခြင်းနဲ့ဒီတွန်းကငကားတွန်းမဟုတ်ဘူးဆိုတာလေဒီဒေသခံတွေကိုတတိပြခြင်းနဲ့မင်းတို့ဘယ်လိုလုပ်ကြမလို့လဲကျွန်တော်တို့မှကျိုးတွေပါတာပဲဆရာကြီးကျိုးထိတ်မှာကြောက်တုံးချီပြီးတော့အဲ့တွန်းတွေကိုချကြည့်မယ်ဗျာတကယ်လို့ကျိုးတွေကဆက်မကြသွားပဲရက်တော့သွားတယ်ဆိုရင်အောက်ကကျမ်းမြင်နဲ့ထိနေပြီပေါ့မကြပါဘူးဆရာကြီးကအလွန်ဆုံးကြာရင်15မိနစ်ပေါ့ဥမောင်လွင်ကလည်းတပည့်နှစ်ဦးအပြောကိုလက်ခံလိုက်တယ်မောင်မောင်သားကကြောက်တုံးခတ်ကြီးတုံးကိုယူပြီးတော့ကျိုးထိတ်မှာချီနှောင်နေတယ်ဥမောင်လွင်ကဥပဒါအနာကိုကတ်လာပြီးတော့ဒီတွန်းတွေကငကားတွဲဆိုတော့ဒီတွန်းနဲ့ပတ်သက်တဲ့အယူဆတွေရှိမှာပေါ့နော်ဗျတိတ်ရှိတာပေါ့သူတွေပြောကြတာကတော့မြေအောက်မှာပင်လယ်ကြီးတစ်ခုရှိတယ်လို့ပြောတယ်ငကားတွေကတနေရာနဲ့တနေရာသွားချင်ရင်အဲ့ဒီမြေအောက်ပင်တွေကနေကုခတ်သွားလာပြီးတော့ကိုလိုရှိတဲ့နေရာရောက်တဲ့အခါမြေပေါ်ကိုဖောက်တက်ကြရလို့ဆိုတယ်အဲ့ဒီကဒီလိုတွင်းကြီးတွေဖြစ်ကြံခဲ့တာပေါ့ဒါဆိုရှေးယူဆရာဒီတွင်းတွေကမြေအောက်ရည်နဲ့တနည်းတစ်ဖုံဆက်ဆက်နေရဲဆိုတဲ့တဘောပေါ့ဒါနဲ့ငကားတွေကမိုးဝက်ပြတ်နိုင်တယ်မဟုတ်လားဘလို့ဖြစ်လို့မြေအောက်ကနေလာတာလဲငကားမှလည်းအမျိုးအစားအမျိုးမျိုးရှိတယ်ငကားချင်းတူပေမဲ့တကိုးစွမ်းရင်ကလည်းတယောက်နဲ့တယောက်မတူကြဘူးပြီးတော့တနေရာကိုသွားတဲ့အခါမှာကိုယ်အဆင်ပြေတဲ့နည်းနဲ့သွားချပုံပဲတုတ်တုတ်လူတွေလူပေါ့ဗျာဥပမာရန်ကုန်ကနေမန္တလေးကိုယထာစီပီသွားတဲ့သူလည်းရှိမယ်ကားစီပီသွားတဲ့လူလည်းရှိမယ်ကိုပိုင်ကားနဲ့သွားတဲ့သူလည်းရှိမှာပေါ့တက်နိုင်တဲ့လူကကြတော့လေယာဉ်စီပီသွားမယ်မဟုတ်လားဒီလိုပဲကိုယ်အဆင်တရားတိုင်းသွားကြတာပဲဥမောင်လေးရဲ့ဥမောင်လင်ကခေါင်းငိတ်ပြီးတော့ဟုတ်ပါရဲ့အဘပြောတာကျုပ်လက်ခံပါလေကျွန်တော်တို့ကတော့လက်မခံဘူးပြုတ်အခုပဲတွန်းထဲကိုကျိုးချကြည့်တော့မယ်ဒီကျိုးကပေ300ရှိတယ်ဆရာကြီးမောင်မောင်သားနဲ့ရင့်မောင်နဲ့ကကျိုးကိုချကြည့်တယ်ကျုပ်တို့တွေလည်းစိတ်ဝင်စားလို့ဘေးနားကနေဝိုင်းချနေတာပေါ့ဗျာအဘကျုပ်တို့ကြီးလိုလုံးလို့အဘအတွက်အနှောက်အယှက်မဖြစ်ပါဘူးနော်
ဘာမှမဖြစ်ပါဘူးလူငယ်ဆိုတော့လေးလာစူးစမ်းချင်တာတဘာဝပဲမဟုတ်လားလူဆိုတာကိုယ်တိုင်လေးလာစူးစမ်းပြီးမှလက်ခံယုံကြည်ကြတဲ့အမျိုးကိုဗျဥပဒါကရဲကျဲကျဲနဲ့ပြောလိုက်ရင်ကိုယ့်ရဲ့ကြီးဖွင့်လို့ကိုးစားနေတယ်ပေ300ရှိတဲ့ကျိုးတွေကမျက်စိအောက်မှာတင်အောက်ကိုခက်မြင်မြင်ချော့ကျသွားပြီးကုံသွားတော့တယ်မျက်မှောင်ကကျိုးစွန်းကိုဆွဲထားလို့တာတွင်းနဲ့မကြမသွားတာပြို့ပေ300ရှိတဲ့ကျိုးတောင်တပေ2ပေပဲကျန်နေဆိုရင်ဒီတွင်းကပေ300တန်နဲ့တဲ့ပုံပဲမျက်မှောင်ကတိတ်တော့မကြည့်နဲ့သေးဘူးမောင်မောင်သားငါ့ကိုနောက်ကျိုးတစ်ခွေပေးစမ်းကွာမောင်မောင်သားကကျိုးဝေတစ်ခွေယူလာပြီးတော့ထက်ဆက်တယ်ပြီးတော့ဆက်ချတယ်အဲ့ကျိုးကိုလည်းခဏသွင်းမှပဲကုံသွားတယ်ငါ့ကိုကျိုးထပ်ပေးအောင်မျက်မှောင်သူတို့ယူလာတဲ့ကျိုးဝေတဲကပေ300ခွေ2ခွေကုံသွားပြီကွနောက်တစ်ခွေကပေ150ပဲရှိတယ်ပေးမှတော့ပေးစမ်းကွာမောင်မောင်သားရငါစမ်းကြည့်ကြလို့ပါပေ150ကျိုးဝေကိုလည်းထက်ဆက်လိုက်တယ်အဲ့ကျိုးဝေကလည်းတစ်ခါတည်းကုံသွားတယ်ငါတို့မှကျိုးကုံမီးမျက်မှောင်ရေပေ950တောင်မှအဆုံးမရှိသေးဘူးဆိုရင်ဒီတဲ့နဲ့ကိုလူကြသွားလို့ကတော့ပြန်တက်လာဖို့ခက်ရမှာကွကျိုးကိုပြန်ဆွဲတင်လိုက်တော့ကွာအခုမှမျက်မှောင်လည်းနည်းနည်းယုံကျင်သွားတယ်ဒါနဲ့ကျိုးကိုပြန်ဆွဲရင်10ပေလောက်ဆွဲထုတ်ပြီးမှတော့ကျိုးကတခုခုနဲ့ချိတ်မိတယ်လို့မျိုးတန့်ကနေရက်သွားတယ်မျက်မှောင်ကကျိုးကိုအားနဲ့ဆောင်ဆွဲပေးမယ်ကျိုးကဆက်တက်မလာတော့ဘူးဟာအောက်ကကြောက်တုံးတစ်ခုခုနဲ့ချိတ်မိနေတာများလားအေးဖြစ်နိုင်တယ်ကွလာကွာတို့နှစ်ယောက်အတူဆွဲကြည့်ကြရအောင်မျက်မှောင်နဲ့မောင်မောင်သားနဲ့ကျိုးကိုနှစ်ယောက်ဝိုင်းဆွဲကြတယ်သူတို့နှစ်ယောက်အားနဲ့ဆွဲတော့ကျိုးကအပေါ်ကိုတဖြည်းဖြည်းတက်လာတယ်ဒါပေမဲ့3ပေလောက်တက်ပြီးတော့တခါပြန်ပြီးတန့်သွားတယ်ဘာဖြစ်နေတာလဲမသိဘူးကွာမျက်မှောင်ကညှိညွတ်လိုက်တယ်ဗျဥပဒါကသူတို့နှစ်ယောက်ကိုကြည့်ပြီးရေလုံးပြီးမျက်စံပြူနဲ့ဟေ့မင်းတို့ကျိုးကိုလက်လွတ်လိုက်ကြတော့အဲ့ဒါအောက်ကငကားကြီးကဆွဲနေတာကွဟာဗျာကျိုးဆွဲမရပါဘူးဆိုမှအဘကြီးကတမောက်နနာကဆွဲတာခင်းနိုင်မှမလားဗျကျိုးတွေကကြောက်တုံးနဲ့တွန်းအားကတခုခုညီးနေတာဖြစ်မှာပါမျက်မှောင်နဲ့မမောင်သားကဝိုင်းဆွဲကြတယ်ဒေသမောင်ကပါတနက်ကိုဘေးနားချပြီးတော့3ယောက်သားဝိုင်းဆွဲကြတယ်ကျိုးကအပေါ်ကိုတက်လာလိုက်ပြက်ဆင်းသွားလိုက်နဲ့သူတို့ကိုကြည့်ရတာလွန်မဲတစ်ခုနဲ့တောင်ဆင်တူနေတယ်ဗျဥပဒါကခေါင်းခါကြီးမဟုတ်သေးဘူးအောက်မှာတခုခုနဲ့ညီးနေတာလုံးဝမဟုတ်ဘူးဒီလိုညီးနေတာဆိုရင်ကျိုးကတက်လိုက်ဆင်းလိုက်ဖြစ်နေပါမလားကွဥပဒါပြောလို့တောင်မဆုံးနေဘူးကျိုးကတစ်ချက်တင်းသွားပြီးဟောင်းနဲ့ဆောင်းဆွဲတယ်လို့ဖြစ်သွားတယ်ဗျကျိုးကိုဝိုင်းဆွဲနေတဲ့ယောက်ျားသား3ယောက်စလုံးအရှိကိုအောင်းလွန်လေးပြီးကျသွားတော့တယ်အကိုကြီးကပြေးခုံကြီးကျိုးစာကိုဆွဲလိုက်တယ်အကိုကြီးကိုဆွဲတော့ကျိုးကနည်းနည်းတန့်သွားပြီမေထပ်ပြီးဆွဲနေတော့မယ်ဗျာကျုပ်လည်းအញ្ញံပြေးသွားလိုက်ပြီးကျိုးကိုစောင့်ဆွဲလိုက်တယ်အနားမှာကြောက်ထက်ကြီးတစ်ခုရှိရကြောင်းအဲ့ဒီကြောက်ထက်ကိုခြေကုန်ပြီးအသက်ကိုပြန်လျှောက်ဆွဲရတာပေါ့ဗျာယောက်ျားသား9ယောက်ဆွဲရတောင်မှကျိုးကပြန်တက်မလာတဲ့အပြင်အောက်ကိုတုံးဝုန်းနဲ့ဆောင်းဆွဲနေတာဗျဒီချိန်ဥမောင်လွင်ကပြေးဆင်းလာပြီးသူ့ရဲ့တက်ခုတ်တက်သားကြီးနဲ့ကျိုးစာတွေကိုခုတ်ပြက်လိုက်တော့မှကျိုးကထောင်းကလေးပြက်ပြီးကျုပ်တို့တွေအကုန်လုံးအနောက်ကိုဖိနိုင်လဲချသွားတော့တာပေါ့မြင့်မောင်နဲ့မမောင်သားဆိုလက်တွေပွင့်ပြီးနေရဲနေတာဗျာသူတို့လည်းတော်တော်ထိတ်လန့်သွားကြတယ်မင်းတို့ယုံမီမဟုတ်လားကွဒီတွင်းနေအောင်မှာငကားတွေရှိတယ်ဆိုတာမမောင်သားကခေါင်းညိလိုက်တယ်ထူးဆန်းနေဗျာတကယ်ကိုထူးဆန်းတာဟုတ်တယ်ဒီတွင်းတွေကဒီနားကလူတွေအကုန်လုံးကငကားတွင်းလို့ယုံကြည်ထားတယ်ရေဘလောက်ရှာရှာဒီတွင်းတွေကရေကိုမတုံးဘူးဒီတွင်းတွေအင်းနားမှာကျင်းကြီးစင်ငယ်မစွန့်ဘူးဟုတ်တဲ့စကားတွေမပြောကြဘူးဥပဒါပြောတော့မှကျုပ်လန့်လောင်သွားတယ်ကဲမျက်မှောင်တို့မမောင်သားတို့ထတော့ကွာငါတို့လာတဲ့ကိစ္စကိုပဲအာယုံစိုက်ကြညမိုးမချုပ်ခင်ငါတို့ဒီချောင်းကြီးရဲ့အဖျားပတ်ရအောင်တွားကြရမယ်ကွဥမောင်လွင်ကအရှိကနေဆက်သွားတယ်ဒီကလိုင်ကြီးအောင်မှာငကားတွင်းတွေ3-4တွင်းထပ်တွေ့ရသေးတယ်ဥမောင်လွင်နောက်ကရဲသားမအောင်လိုက်တယ်ပြီးတော့ဥပဒါနဲ့ကျုပ်တို့ညီကိုလိုက်လာကြတယ်မြင့်မောင်နဲ့မမောင်သားကတော့သူတို့ထိုးပိုးတွေကိုပြန်ကောက်ပြီးတော့အနောက်ဆုံးကနေလိုက်လာကြခဲ့ကြတယ်ကလိုင်ကြီးတက်ကနေ10မိနစ်လောက်ကြာအောင်ရှောက်လာတော့မှအပြင်ကိုရောက်လာခဲ့တော့တယ်ဆက်သွားကြရင်တဖြည်းဖြည်းနဲ့တောတောင်ဖူထက်လာတယ်6ရိုးကလည်းရှောက်နေရင်းနဲ့ကိုတဖြည်းဖြည်းမစ်တက်သွားတယ်ချောင်းမေးကကဘားတွေကလည်းဒုတိယကျော်အဲ့ရနီးပါးဖြစ်ကုန်နေဥမောင်လွင်ကတော့ထိုးဆန်တိုင်းပေါ့ဗျာ6ရိုးတိုင်းသွားရင်တစ်ခါချောင်းကျန်းပြင်ကကြောက်တုံးတွေကိုကြည့်လိုက်တစ်ခါချောင်းကန်းကားကကြောက်သားတွေကိုကြည့်လိုက်နေခိဆက်ခဲ့ကြတယ်ညနေနေဝင်သွားတဲ့အခါထားရိုးကြီးမှာပဲစကန်ချလိုက်ကြတယ်နေရာဒီမှာ
ချောင်းရီကဆက်မစင်းတော်ဘူးဆိုတော့ချောင်းကျမ်းပြင်ကကြောက်တုံးကြီးတွေက၆တွေ့နေတယ်ကြောက်တုံးကြီးတွေကိုရေတိုက်စားလို့ကြောက်ပြတွေလိုကြောင်ချောကြီးဖြစ်နေကြတယ်ကျုပ်တို့စကန်ချတဲ့နေရာရဲ့အထက်ဖက်နားမှာကြောက်ကြိုက်ကြီးတစ်ခုရှိပြီးရေစက်ဆက်ရှိနေသေးတယ်တနေ့လုံးပြင်းပြင်းခဲ့တာဆိုတော့အဲ့ဒီအိုင်ထဲမှာခြေလက်စီမျက်နှာတစ်ပေါ်ပြအကိုကြီးကမျက်နှာတက်နေရင်ဟာအလက်ကဒီအိုင်ထဲမှာငါးတွေပါလားကွအကိုကြီးပြောမှလေစာကြည့်မိတယ်ဗျာဟုတ်တယ်ဗျာ10ဝေးလောက်ရှိတဲ့ရေအိုင်ထဲမှာငါးတွေဗျရင်ထဲငါးတွေဒီနေရာမှာစုနေတာထင်တယ်အလက်ကောင်ကြီးငါ့တို့စားရကန်ကြုံတာပဲအကိုကြီးကစကန်ကိုပြန်ပြီးချင်းစာကြီးပြည့်ယူတယ်ချင်းစာကြီးနဲ့ငါးပန်းတာငါးတွေတော်တော်ရတယ်တချို့ငါးတွေဆိုရင်1000လောက်ကိုရှိတာငါးပန်းပြီးပြန်လာတော့မောင်မောင်သားတို့ကရဲပင်ကြီးတွေကိုထုတ်နေကြတယ်ဥမောင်လင်ကငါတို့ယာယီစကန်ပဲချမယ်နောက်နေ့တိုးတဲ့ရောက်မှာအခြေဆိုင်စကန်ချမယ်ကွာယာယီစကန်ဆိုတာရက်ခင်တွေဘာတွေမထိုးပဲဒီတိုင်းနေရတဲ့စကန်ကိုပြောတာလေဗျဒါနဲ့တဲတွေမထိုးတော့ပဲမိဘုံတကူဖုံပြီးတော့မိဘုံဘေးမှာစောင်းနေရက်ပြင်တွေကိုကောင်းလို့အခင်းလုပ်ပြီးအိတ်ကြရတယ်ဥပဒါကထမင်းချက်ရွေနေဦးတဲတယ်အကိုကြီးကငါးရီကင်းနေဒေဝတံခွက်တွေကတော့ရွာကအထွက်ကလေးကချက်ဖို့ပြုတ်ဖို့ဆိုပြီးယူလာကြတော့ဟန်ကြတယ်ထမင်းစားတော့ဟိုလူတွေကစစ်တဘူးတွေဖောက်တယ်တဘူးကငါးဘူးဗျငါးကလေးတွေငါးကောင်လာပါတယ်တဘူးကတော့ဘာလက်ချောင်းကျော်ဘူးနောက်တဘူးကတော့ပဲရီထည့်ထားတယ်ဘူးဗျအဆက်ဟက်တဲပြီးစောင်းလို့ကောင်းနေဥပဒါကတော့ထမင်းစားရင်တဲဘူးမြင်တော့မှတွတ်တက်ထဲမှာရရှင်ရပြီးစားခရတာကိုပြန်တည်ရသွားတယ်ဟဲ့တနေ့လုံးပိမန်းထားတာနဲ့ဆန်လေးလုံးချက်လောက်ကိုဝိုင်းစားလိုက်တာကြောင်သွားတာပဲစားပြီးသွားတော့လဲဥမောင်တို့ကစားအုပ်တအုပ်နဲ့ခရီးစဉ်ကြောင်တွေကိုရေးနေတယ်မမောင်သားနဲ့မြင့်မောင်ကလည်းဘာလို့နေမှန်းမသိအလုတ်ရှုပ်နေတယ်ရေသားကြီးမောင်ကတော့တနက်တလက်ကင်ပြီးဟိုကြည့်ဒီကြည့်နေပေါ့ဗျာဥပဒါကမောင်နှံတို့ကိုကြည့်ပြီးတော့ဒါနဲ့ခမားတို့ဓာတ်သက်တူလေးလာရေးကဘာဖြစ်လို့ချောင်းနဲ့လာပြီးလေးလာရတာလဲဒါကဒီလိုပါဗတောင်ကြီးတွေကိုလေးလာဖို့ဆိုရင်ပေါ်ရန်မြေစီလွာကိုလေးလာလို့မရပါဘူးအဲ့ဒီတောင်ရဲ့ကြောက်တုံးထူတတ်တဲ့အရက်အတွတ်မိုင်းကိုလေးလာဖို့လိုပါတယ်ဒီတောင်တွေရဲ့အတွတ်မိုင်းကကြောက်သားတွေကိုလေးလာဖို့အကောင်းဆုံးနေရာကတော့အဲ့တောင်တွေကိုပြတ်တန်းစီးဆင်းလာတဲ့မြစ်တွေချောင်းတွေကိုလေးလာတာအကောင်းဆုံးပါပဲဒီချောင်းတွေမြစ်တွေကတောင်ကြီးတွေကိုတစ်ပိုင်းဖြတ်ထားသလိုဖြတ်တန်းစီးဆင်းလာတာဆိုတော့မြေစီလွာအောက်ကကြောက်တွေကိုတူးဖို့စရာမလိုပဲလေးလာနိုင်တဲ့နေရာတစ်ခုပါပြီးတော့ရွာရီဆိုတာကလည်းဒီတောင်ကျချောင်းတွေရေကုန်သွားတဲ့အချိန်ဖြစ်တာမို့လေးလာလို့အကောင်းဆုံးနေရာတစ်ခုပါပဲဥမောင်လွင်ပြောတာတဘာဝကြပါတယ်ဒီကိစ္စပြီးတော့ဥမောင်လွင်ကသူ့ပတ်ထားတဲ့နိုင်ကိုကြည့်လိုက်တယ်ည9နာရီထိုးပြီဆိုတော့ကျုပ်တို့အိတ်ကြတာပေါ့တော်ရဲတောင်တဲ့ဆိုတော့ဒီတိုင်းအိတ်လို့မကောင်းဘူးကျုပ်တို့ညခင်းချပြီးအိတ်ရမယ်ရေသားဥမောင်ကညဦးပိုင်းကနေည7နာရီရအောင်ကင်းဆောင်ပါမြင့်မောင်မင်းကတော့ညဦးပိုင်းကိုအိတ်လိုက်7နာရီထိုးရင်မောင်ဦးနဲ့ကင်းလဲပြီးဆောင်ရမယ်မနေ့9နာရီမှအာလုံးအိတ်ရကထပြီးတော့ခီးဆက်ကြမယ်ဟုတ်ပြီလားအားလုံးကဥမောင်တို့ရဲ့ကြံစီကိုလက်ခံလိုက်ကြတယ်ပြီးတော့အိယာဝန်ပေါ်ပြင်ဆင်ကြတာပေါ့ဗျာကျုပ်တို့အိမ်မလို့ရှိသေးတယ်ဘီနာကတိုးကြီးတစ်ခုလုံးကတစ်ပင်ကြီးတွေကတပြိုင်တည်းလှုပ်လာပြီးတော့တော်တိုင်းတိုင်းနဲ့တရက်တန်ကြီးတွေမိကုန်နေဗျချောင်းပင်းနှစ်ပတ်လုံးကဗျိုင်းတူဖြစ်နေတာအတန်ကြီးတွေဆိုရင်စုလွန်းလို့နားတွေကွဲမတန်ပဲဗျာရေတာဥမောင်ကတနက်ကိုမောင်းတင်ပြီးအသက်ပြင်ထားလိုက်တယ်ဥပဒါကမတက်ရက်ပြီးတော့အားလုံးမကြောက်ကြပါနဲ့ဒါတောကြီးတစ်စီတွေချောက်လန့်ကြတာပါတောချောက်တယ်လို့လည်းခေါ်ပါတယ်သူတို့ကလူသားတွေသူတို့ပိုင်တဲ့တဲကိုဝင်လာကြတဲ့အတွက်ချောက်လန့်ကြတာပါဥမောင်လွင်ကမျက်နှာပြက်နေတယ်ဥပဒါကလက်နှစ်ဖက်ကိုအနောက်ပစ်လိုက်ပြီးတောတောင်ကိုပိုင်ဆိုးတဲ့တောကြီးတခင်တောပိုင်တောင်ပိုင်ကြီးများခမညာကျွန်တော်တို့ဒီတောဒီတောင်ကိုလာခဲ့တာတခင်ကြီးအရှင်ကြီးတို့ကိုဒုက္ခပေးဖို့မဟုတ်ပါဘူးကျွန်တော်တို့လောကီစာနဲ့လာကြတာပါတခင်ကြီးအရှင်ကြီးတို့ကိုဒုက္ခမပေးပါဘူးဒီတောဒီတောင်ကိုလည်းမဖျက်ဆီးပါဘူးဒါကြောင့်ကျွန်တော်တို့ကိုလည်းမချောင်းလန့်ပဲစားချောက်ပေးတော်မူပါဥပဒါကအတန်အောကြီးနဲ့အော်ပြောလိုက်တယ်အဲ့လိုပြောပြီးမကြခင်မှာပဲအဲ့ဒီအတန်ပလန်တွေအကုန်လုံးကရုပ်ချင်းပြောက်ကွယ်သွားပြီးတော့သဇောတောင်လုံးတိတ်ဆိတ်သွားတယ်ဘာမှမဖြစ်တော့ပါဘူးအေးစစ်စစ်အိတ်ကြပါအဘာကြီးပါလာလို့ပေါ့ဗျာကျွတ်တို့ကြီးပဲဆိုရင်ဘာမှလုပ်တတ်မှာမဟုတ်ဘူးဗျမြမကထပြီးတော့ဒါတော့ချက်တာဟုတ်လို့လားဗျာတော်ရက်ကညောက်အုပ်တွေငှောက်တွေလာကြတာမဟုတ်ဘူးလားဥပဒါကဘာမှတင်ပြောတော့ဘူးဥမောင်လင်ကထပြီးတော့ဟဲ့မြမအဖိုးတွေပြောမိနဲ့အိတ်တော့ကွာ
ဦးမောင်လည်းဟန်လိုက်မှာမြင့်မောင်ကပြန်လဲအိတ်သွားတော့တယ်အကိုကြီးကိုကြည့်လိုက်တော့ဖြစ်စလိတ်ကြီးကိုခေါင်းပြီးအိတ်နေတာနဲ့တခေါက်ခေါနဲ့ပြန်ကျုပ်လည်းအကိုကြီးပေးမှအိတ်လိုက်တယ်ဥပဒါကကျုပ်ပေးမှအိတ်တယ်အိတ်နေရင်းနဲ့တရေလောက်လဲရရောနေကြီးဘော်ကနေပုတ်တိုက်ပြီးလာနေတဲ့တန်ကိုကြားလိုက်ရတယ်ကျုပ်တို့ကနေကြီးဘော်မှာအိတ်တာဆိုတော့အားလုံးကြားနေရတယ်ဗျအတန်ကတပြည့်ပြည့်နီးလာပြီဆိုတော့မြေကြီးကပါတုံလာတယ်ကျုပ်စားကအိမ်မက်မက်နေရထင်တာမျိုးလုံးဖုတ်ကြည့်လိုက်ပြီးထထန်လိုက်တော့ချားရိုးတိုင်းငကားကြီးတစ်ကောင်တက်လာတယ်ဗျငကားကြီးဆိုပေမဲ့သူ့ပုံစံကငရှင်းနဲ့တူတယ်ခေါင်းကလည်းငရှင်းခေါင်းလိုခတ်ချွန်ချွန်ကြီးပုံရင်းတဲကလိုအမောက်တွေပါတယ်မပါဘူးဗျကြီးတာတော့အတော်ကြီးကြီးပဲဗျမျိုးလုံးကြီးတွေကနေအဝါရအောင်လင်းနှန်းကြီးထွက်နေသေးတယ်ကျိုးဘေးနာကအကိုကြီးကိုနှိုးရင်မဲ့အကိုကြီးကမနှိုးဗျာအကိုကြီးကိုပါရီရိုက်ပြီးနှိုးရင်မဲ့အကိုကြီးကဘလို့မှကိုမနှိုးတာကျုပ်ကြည့်လိုက်တော့အကုန်လုံးကအိတ်နေတာလုံးဝကိုမနှိုးဗျာကင်းဆောင်နေတဲ့ရေသားမောင်ကလည်းတနက်ကြီးပိုက်ပြီးအိတ်နေတယ်မိတ်တဲ့လူကတော့မျက်မှောင်ပဲဗျမျက်မှောင်ကငုံငိုင်ကြီးရက်နေတယ်ငကားကြီးကမျက်မှောင်ကိုသူ့မျက်လုံးကဝါဝါလင်းရောင်ကြီးတွေနဲ့စလိုက်ထိုးသလိုမျိုးထိုးလိုက်တယ်ငိုကြီးရက်နေတဲ့မျက်မှောင်ကငကားကြီးစီကိုတလန်းချင်းလျှောက်သွားတယ်ငကားကြီးကမျက်မှောင်ကိုကိတ်စားဖို့အတွက်သူ့ပါဇက်ကြီးကိုဖျဲလိုက်တယ်ပါဇက်တဲကသွားကြီးတွေကတစ်သုံးသားလိုထက်နေတာပြို့ငကားကြီးကမျက်မှောင်ကိုလှက်ဟက်ထည့်လိုက်တာဗျာအဲ့ဒီအချိန်ငကားကြီးရဲ့ကောင်းကိုအနီရောင်လင်းကြီးတစ်ခုထိပြီးတော့ငကားကြီးကတစ်ချက်တွန့်သွားတယ်ကြည့်လိုက်တော့ဥပဒါကြီးဖြစ်နေတယ်ငကားကြီးနင်းပါလို့တာလဲဘာလို့ရမလဲဒီကောင်ကိုငါစားမယ်တွန်းကိုကြောက်တုံးထည့်ချတာစော်ကားတာမဟုတ်ပါဘူးမင်းပါတီတို့လေဒီကောင်ကငါတွန်းလေးကိုကျင်ငယ်စွတ်နေငါ့ကိုလည်းငကားကြီးထွက်လာခဲ့ဆိုပြီးတော့စိန်ခေါ်တယ်ကျုပ်တောင်လန့်သွားမိတယ်ကျုပ်အခုမှပြန်တွေးမိတယ်ဗျာဂလန်ကြီးတဲ့ကနေထွက်လာတော့မြင့်မောင်နဲ့မမောင်သားတို့ကနောက်ဆုံးမှထွက်လာတာလေဗျာကျုပ်တင်အဲ့ဒီချိန်တို့ကမြင့်မောင်ကဒီလိုလုပ်လိုက်တာထင်တာပဲသူ့ကိုမစားပါနဲ့လို့ငါမေတ္တာရက်ခံပါတယ်မရဘူးစားမှာပဲဒါဆိုငါအပေးယူတစ်ခုလုံးမယ်မင်းသူ့ကိုမစားပါနဲ့သူ့ကိုစားမယ်စားငါ့ကိုစားစမ်းမှာဟုတ်ပြီလားကျုပ်ကဥပဒါစီပြေးသွားပြီးဥပဒါခမရပါပြောတာလေဗျာဥပဒါတေလို့မဖြစ်ဘူးလေဗျာဥပဒါကကျုပ်ရင်ဘက်ကိုတွန်းလိုက်တယ်ဒီချိန်ငကားကြီးကဥပဒါကိုတစ်ချက်ထဲဟန့်ထည့်လိုက်ပြီးတော့ပါဇက်ထဲတွန်းလိုက်တယ်ပါဇက်ထဲရောက်တော့သုံးလေးချက်လောက်ဝါထည့်လိုက်တာသွေးရည်ဆိုတာရေပုံးနဲ့ပတ်လိုက်တယ်လို့မြေပေါ်ကိုစီးကျလာလေငကားကြီးကကျင်းနဲ့သွားတဲ့ပုံစံနဲ့တစ်ဖက်ကိုလက်ထွက်ပေါ်လို့လိုက်တဲ့အခါမှာခေါင်းကတဖြည်းဖြည်းခါရမ်းသွားတယ်နောက်တော့ဘယ်ဘက်ကိုရမ်းလိုက်ညာဘက်ကိုရမ်းလိုက်နဲ့အမှုသမားလိုဖြစ်နေတယ်ငကားကြီးကချောက်ကပားနှစ်ဘေးကကြောက်တုံးချီတွေနဲ့တူကောင်းတူပြစ်ပြစ်ရိုက်တာတပုံးပုံးနဲ့ဗျာငကားကြီးကလဲချောင်းနဲ့တခုခုနေတယ်လို့တခုခုနဲ့ဖြစ်သွားပြီးတော့ဟောကနေအန်ထုတ်လိုက်တာဥပဒါကပါဇက်တဲကနေပြန်ထွက်လာတယ်ဗျာတွေးတွေကငကားကြီးရဲ့ပါဇက်တဲကနေစီးကြလို့ဗျဥပဒါတကူလုံးလဲအကြည့်ချွဲရည်နဲ့ပြင်းနေနေတယ်ဟဲ့ကောင်ကနင်ငါ့ကိုစားချင်တယ်ဆိုကွာစားစမ်းပါလာပြီးတော့စားစမ်းပါကွာငကားကြီးကဥပဒါကိုတစ်ချက်ကြည့်ပြီးတော့ချားရို့တိုင်းတော်နဲ့ဆစ်ချသွားပါလေရောဗျာဥပဒါကအကြည့်ချွဲတွေကိုလက်နဲ့ပုတ်တက်ချနေတယ်ဒီကောင်ကိုကြည့်ရတာငကားတွင်းကိုတေးသွားပန့်ခဲ့ပုံပဲကွာဖန်နာဘောဥပဒါရငကားကိုမယုံကြည်ဘူးဆိုတဲ့ကောင်ကိုငကားကြီးနဲ့ပတ်ပြီးတွေ့စေချင်တယ်ဗျာနှုတ်ဆမ်းမနဲ့အလက်ကောင်ရသူတို့ကတာဝန်နဲ့လာတာကွာငကားတွေ့ပြီးဖျားသွားလို့အလုံးပြတ်သွားပါအောင်မယ်မြမောင်တရားငငူကြီးရနေတော့မယ်စိတ်ညက်လူနဲ့ကပ်ပုံမရဘူးသူ့ကိုငကားကညှို့ထားတာကွာဒီလူတွေအားလုံးကိုလည်းအိမ်မွေချထားတဲ့ပုံပဲဥပဒါကမြမောင်ကွန်ကိုလက်နဲ့ပုတ်လိုက်တော့မြမောင်ကခွေးကနေလဲကျသွားတော့တယ်ဥပဒါလည်းအဝတ်စားတွေလဲပြီးတော့အခုနောက်ကအချီကျွဲတွေပေးနေတဲ့အဝတ်တွေကိုရေနဲ့ဆေးကြောပြီးတောက်သုံးပုံမှာတင်ထားလိုက်တယ်အလက်ကမင်းလဲပင်မန်းနဲ့မဟုတ်လားအိတ်တော့ငါလဲအိတ်တော့မင်းဥပဒါကကျုပ်ပေးမှလဲချလိုက်ပြီးတော့ခွေးကလေးအိတ်ပျော်သွားတယ်ဗျာဒီချိန်ဘလို့ဖြစ်မလဲမသိဘူးကျုပ်မျက်လုံးတွေမဖွင့်နိုင်တော့ပဲကျုပ်အိတ်ပျော်သွားမိတယ်အနက်မိုးလင်းလို့ပူးမောင်လင်းနိုးမှပဲကျုပ်နိုးသွားတယ်မြမောင်ကိုကြည့်ရတာညတုန်းကအဖြစ်တွေကိုတခုမှမမှတ်မိတဲ့ပုံပဲဥပဒါကတော့ကြောက်တုံးကိုဖြန့်ထားတယ်အဝတ်စားတွေကိုယူပြီးတိမ့်လိုက်တယ်မနေ့စာအဖြစ်ဦးမောင်လင်းတို့တိတ်လာတယ်စကစ်ကိုရင်းနဲ့ညှော့ချက်လိုက်ပြီးတဲ့အခါကျုပ်တို့ခီးထွက်လာကြတယ်ကျုပ်တို့ခီးဆက်လာကြရင်တောလက်ကြီးကတဖြည်းဖြည်းနဲ့လာတယ်ကျုပ်တို့တောင်တစ်ခါမှမရောက်ဘူးတဲ့ရိုးမတော်ကြီးတဲ့ကိုချေချမိနေပြီဗျစမ်းချောင်းတိုင်းလိုက်သွားကြရင်ဇက်ကနေစကားတပြောပြောနဲ့သွားကြတယ်ဥပဒါတော်ကြီးတစ်စိဆိုတော့တာမန်တစ်စိနဲ့ဘာကလို့လဲဗျ
ကျုပ်ကြားဘူးတာကတော်ကြီးတစ်စီတွေကအချောင်လက်ပို့ကျန်းသလားလို့ပရလောကသားတွေကတစ်ပင်တွေကိုအမိပြုနေထိုင်ကြတာများလို့တစ်တော်ထဲမှာပရလောကသားတွေပိုများကြတာထုံးစံပါပဲတော်ကြီးတစ်စီဆိုတာထက်ပုံကိုယ်တွေလို့သုံးတာပုံမှန်နေကွဒီထဲမှာယုတ်ကစိုးဘုံမစိုးတွေလည်းပါလေကျုပ်ကြားဘူးတာကယုတ်ကစိုးတွေကလူတွေကိုကိုညွရဲလို့ပဲကြားဘူးတာပါဒါကဒီလိုရှိတယ်အလက်ကောင်ရလူရိုင်းနဲ့လူရင်ကျေးတွေနဲ့ကြွားချသလိုအဲ့ဒီပုံကိုယ်တွေကလည်းအရိုင်းတို့အရင်တို့ရှိတယ်ပြောရမယ်ဆိုရင်လူတွေနဲ့အနည်းအပေါင်းမှနေကြတဲ့ပုံကိုယ်တွေကြတော့လူတွေအကြောင်းကိုသိနေသည်လူတွေနဲ့အဲ့ဒီပုံကိုယ်တွေကအပြန်အလှန်အမိတဲ့ပြုနေကြတာကိုသိတော့တော်တော်အောင်ဆိုရင်လူတွေကိုခွန့်လွတ်တတ်တယ်ကွအခုလိုတော့တဲ့ကပုံကိုယ်တွေကြတော့လူသူတွေနဲ့ဝေးရဲ့အတွက်လူတွေလာရင်သူတို့ကိုညံလုံးမဲ့သူတို့ရဲ့ရန်သူတွေလို့တတ်မှတ်ကြရဲ့ပြောရရင်လူတွေနဲ့လက်ပွန်းသတိမနေဘူးတော့ရိုင်းနေပေါ့ကွာတို့လူတွေကလည်းတော်ရဲတော်တာအလကားတော်တာမဟုတ်တာကွတစ်ခုဝါခုအမဲလိုက်မြင့်ရှာဒီလိုမျိုးတောကြတာမဟုတ်လားတစ်ခုတဲ့သူကအဲ့ဒီပုဂ္ဂိုလ်တွေနေတဲ့တစ်ပင်ကိုခုတ်တဲ့ခါကျတော့ဒီပုဂ္ဂိုလ်တွေကမှတ်သွားပြီပေါ့ကွလူလာရင်သူတို့ပုံနှန်းတွေကိုဖျက်ဆီးတော်မယ်လို့စိတ်ထဲတင်သွားပြီဟုတ်တော့လေဟုတ်တာပဲနော်ဥပဒါဒါကြောင့်လူသားတွေလာပြီဆိုရင်သူတို့ကိုရန်လုံးမှဆိုလို့6လက်နှွေကြတာပေါ့ကွာရွာထဲကိုတားရတလိမ့်ဆန်တကောင်လာရင်တရွာလုံးကလူတွေကဝိုင်းပြီး6လက်ကြတယ်လို့အခုတောထဲကိုလူတွေဝင်လာရင်လဲတောထဲမှာနေတဲ့ပုံကိုယ်တွေအားလုံးစူပေါင်းပြီးတော့6လက်ကြတာပေါ့ဒါကိုလူတွေကတော6တယ်လို့ခေါ်တာပေါ့အခုမှပဲရှင်းရှင်းလင်းလင်းသိသွားတော့တယ်ဥပဒါယာတော6တယ်ဆိုတာပုဂ္ဂိုလ်တဦးတယောက်က6လန်တာမဟုတ်ပဲအများကြီးဝိုင်းပြီး6လန်ကြတာကွာဒါကြောင့်တော6တဲ့အခါတတော်လုံးတောင်လုံးကတုံးနဲ့6လန်ကြတာပေါ့ညကဖြစ်ပြဆိုရင်ပဲကြည့်ပါလားတို့တွေထွက်ပြေးအောင်လို့ဝိုင်းချောက်ကြတာမဟုတ်လားဒါတော့ဟုတ်တယ်ဥပဒါကျုပ်ဖြင့်လန့်သွားတာပဲဥပဒါပါနေလို့တာစိတ်ထဲတင်းခံထားတာကျုပ်တို့ညီကိုကြီးဆိုရင်လှည့်ပြေးတာကြာပေါ့ဗျာဒါနဲ့ပိုကောင်ညစ်မောင်ကညအုပ်လာတယ်လို့ထင်နေသေးတယ်မဟုတ်လားသူတို့နဲ့တိတ်ပြီးမငင်းမနဲ့လက်ကောင်ရမြုံတဲ့သူကြတော့ဒါကိုဘယ်ယုံမှလဲကွသူတို့ကငါတို့လိုတောဟုတောင်သားတွေအစွဲလန်းကြီးနေတဲ့သူဆိုပြီးထင်မှတ်ထားကြတာကွသူတို့ကခိပ္ပိညာတတ်တွေကိုဒါပေမဲ့သူတို့ကိုကြုတ်အကဲခတ်ရတယ်လို့တော့သူတို့ကခိပ္ပိညာတတ်တွေနဲ့မတူပါဘူးဥပဒါယလူဆိုးလူမိုက်တွေနဲ့တူတယ်ဒါကတော့မင်းဟာသူတို့ကိုမကြည့်တဲ့စိတ်နဲ့ကြည့်တာကိုလက်ကောင်ရစကားတပြောပြောနဲ့သွားကြရင်နေ့လေ7နာရီထိုးမှန်းမသိဖြစ်သွားတယ်ပတ်ဝန်းကျင်ကတည့်ရဝါရဲတွေနဲ့ဆိုတော့7နာရီလို့မထင်ရလောက်အောင်အေးဆက်နေတယ်ဗျာအကိုကြီးကတူတန်းထားတဲ့ချင်းကြားကြီးကိုဒုက္ခနဲ့ပစ်ချပြီးတော့ထိုင်ချလိုက်တယ်ဒီတခါမမောင်သားကအကိုကြီးကိုကြည့်ပြီးဟဲ့ကောင်ဒါပါလို့တာလဲကျုပ်ငေါနေပြီဗျာငါတို့ကနားမဲ့ဆိုမှမင်းတို့ကနမ်းရမှာလေကွာခင်ဗျားတို့ဒီချင်းကြီးကိုထမ်းကြည့်ကြပါအောင်ဗျာအခုချက်ချင်းချင်းကိုပြန်ကောက်ပြီးတော့ထားလိုက်စမ်းကျုပ်ဆိုရင်ဒီကောင်ကိုပြေးထိုးခြင်းလို့လက်ရွယ်မိလိုက်တယ်ဥပဒါကကျုပ်ရဲ့လက်ကိုဖမ်းစော့ကိုင်းပြီးခေါင်းခါပြတယ်သူလည်းပေးမန်းလို့ပြောတာပေါ့ငါသူတို့ရာငါတို့ခဏနားလဲနောက်မကြသေးပါဘူးကြာဝါမဲ့သွားကကြောက်ခဲတတိထရရမယ်ဆိုတလို့တိုးတော်မခေကြီးကအဝေးကြီးကြံနေကြပဲမဟုတ်လားဥပဒါဝန်ပြောတော့မှရှင်းလင်းလဲရောက်နေတဲ့ဥမောင်လွယ်ကကြံတက်လာပြီးတော့စိတ်ချော်ပါမမောင်သားရမင်းအလုပ်ဇောကတ်နေတာငါသိပါတယ်ခဏနားလို့ဘာမှဖြစ်ပါဘူးကွာမမောင်သားကစိတ်ကိုလျှော့ပြီးလက်ထပ်သွားတော့တယ်ဥမောင်လွင်ကနိုင်ကိုကြည့်လိုက်ပြီးတော့ရင်းလေရောက်တော့မယ်ဆိုတော့ချက်ဖို့ပြုတ်ဖို့လုပ်ကြတာပေါ့ကွာဒီမှာတနားရီလောက်နားမယ်ရင်းလေစာစားပြီးတော့မှငါတို့ခရီးဆက်ကြမယ်ဥမောင်လွင်စကားကိုအားလုံးကခေါင်းမြင်လိုက်ကြတယ်တကယ်တော့မောင်မောင်သားတို့မြင့်မောင်တို့ကကျောဝဲရီတေးကလေးတွေလွယ်ပြီးသွားကြလို့သူတို့ကသွားနိုင်နေတာဗျကျွတ်တို့ထမ်းတဲ့ချင်းတောင်ကြီးကိုထားခန့်ကြည့်ပါလားမြို့သားတွေထွက်တောင်ပြေးဦးမယ်ကဲအချက်ပြုတ်ဘသူတောင်းဝင်ယူမလဲဟဲ့ဥမောင်လွင်ပြောလိုက်တော့ဥပဒါကကျုံနဲ့အကိုကြီးကိုကြည့်လိုက်ပြီးဒီနားမှာခွဲမရှိဘူးဆိုတော့အလက်ကောင်ကိုမချက်ခိုင်းပါနဲ့ကွာဥမောင်လွင်ကကြားနဲ့အဘကြီးစကားကဘာစကားလဲဗျဥပဒါကပြောရင်ဒီလိုပါအလက်ကောင်ကဘာမှချက်တဲ့ပြောတတ်တာမဟုတ်ဘူးသူချက်တဲ့သမင်းကိုလူမပြောနဲ့ခွေးတောင်မစားဘူးဆိုတော့သူ့ကိုချက်ခိုင်းလို့မဖြစ်ဘူးပြောတာပါဥပဒါပြောတော့ဖိုလူတစုကတားနဲ့ရင်မောလိုက်ကြတယ်ကျုပ်ကတော့ဒေါသထွက်သွားမိတယ်ဥပဒါရဘာလို့တာတွေပြောနေရလဲမဟုတ်မှလည်းရောဥပဒါကလူရင်းကိုနနာနဲ့နှက်တဲ့ဘောလားကဲပါလက်ကောင်ရမင်းနဲ့အကြီးကောင်တွေကရေသွားရှာကြငါတို့ခုနကဖြစ်လာတဲ့ရေအိုင်ကြီးကရေသိပ်ကြီးတယ်ကွထမင်းဟင်းကိုတော့ငါပဲချက်လိုက်ပါမယ်ဥပဒါပြောရနဲ့ကျုံနဲ့အကိုကြီးလည်းရေတဲဖို့ဥခွက်တွေယူပြီးစမ်းချောင်းကလေးအတိုင်းဆက်လာခဲ့ကြတယ်
အကိုကြီးကတကူလုံးရွှေတွေနဲ့ရွှဲဆုံနေတယ်နေပါဦးကိုကြီးကျုပ်စိတ်ထဲမရှင်းတာတခုရှိနေလို့ဘာမရှင်းတာလဲလက်ကောင်ရမောနေပါတယ်ဆိုမှမင်းကရှားဖို့ရှိတယ်ကျုပ်သွင်းနေတာတခုရှိလို့ပါအကိုကြီးကိုအချောင်ကိုတတ်တဲ့လူအပားကိုတတ်တဲ့လူပင်ပင်ဖန်းဆိုရင်မလို့ချင်မဲသူမြအလုပ်ကိုနှမ်းကြီးတဲ့လူကဒီလိုတော့ရဲလိုက်ပြီးအထောက်ထမ်းရမယ်အလုပ်ကျန်းကိုရွေးလိုက်တယ်ဆိုတာကျုပ်ပြတ်မယုံနိုင်ဘူးမင်းကလည်းငါ့ကိုတခါမှကိုအကောင့်ပြောပါလားကွာမှန်ပြောစမ်းမှာအကိုကြီးကဒီခေကြီးကိုဘာဖြစ်လို့လိုက်လာခဲ့တာလဲအကိုကြီးကတစ်ချက်ငိုင်ကျသွားတယ်ငါငွေလိုနေလို့ကွာဘာလဲလောင်းကစားဝိုင်းမှာငွေရှုံးပြီးအကျွေးတင်လာပြန်ပြီထင်တယ်မဟုတ်ပါဘူးကွာမင်းကတော့ငါ့ကိုလောင်းကစားသမားဖြစ်အောင်လုပ်နေပြန်ပြီဟုတ်တယ်လေဗျာကျဝိုင်းထိုင်လို့အကျွေးတင်ရတာနဲ့ကျဝိုင်းကအတန်အကျွေးတင်ရတာနဲ့ဖဲဝိုင်းရှုံးလို့ဖနှက်ပောင်ခဲ့ရတာနဲ့အကိုကြီးကလောင်းကစားသမားတစ်ပိုင်းဖြစ်နေပြီမဟုတ်လားအခုငါလိုတာကအဲ့အတွက်မဟုတ်ဘူးကွာဒါဆိုဘာအတွက်လဲအကိုကြီးကဘေးဘီကိုကြည့်ပြီးတော့ကျုံသားကိုကတ်လာတယ်အလက်ကမင်းသူများကိုမပြောပါဘူးနော်တို့ဆမ်းပါဗျာဒီနေရာမှာအကိုကြီးနဲ့ကျုံနဲ့နှစ်ယောက်တည်းရှိတာဗျငောင်ငွေလိုနေတာကမိမခိုးဖို့အတွက်ဗျကျုပ်ကိုသားကိုတောင်မယုံနိုင်အောင်ဖြစ်သွားတယ်အကိုကြီးကမိမခိုးမယ်ဟုတ်လားတို့ပြောစမ်းပါဆိုကွာအကိုကြီးကဘသူ့သမီးကိုဒုက္ခသွားပေးဦးမလို့လဲဗျာမိမလိုချင်အဖေကိုပြောပြီးတောက်ခန့်ပေါ်ဗျသူ့အဖေကြီးကငါနဲ့ဆိုရင်တဘောတူမှမဟုတ်လို့ပေါ့ကွာနေစမ်းမအောင်တတိသားနဲ့တကောမတူနိုင်လောက်အောင်သူကဘသူမလို့လဲရွာလဲကဥရွှေထီသမီးမိမိလေကွာကျုပ်တေချာသွေးတော်ပြီးခေါင်းငိမ်မိလိုက်တယ်ဟုတ်တယ်ဗျအကိုကြီးပြောတာမှန်တယ်ဥရွှေထီတို့တစ်မျိုးလုံးကကျုပ်တို့တစ်မျိုးလုံးနဲ့ရံဘက်တွေဗျဥရွှေထီရဲ့အဖေကိုကျုပ်အဖိုးတကြီးဦးဖိုးမောင်ကရဲရဲဆက်ဆက်ကားစင်တင်ပြီးတတ်ထားတာကိုဗျဥရွှေထီတို့မိသားစုကအဖိုးကိုဆယ်လုံးဖတ်ပြီးတောင်းပန်တာတောင်မှအဖိုးကပြန်လွတ်ပေးဘူးဒါလည်းမကသေးဘူးအဖိုးကဥရွှေထီရဲ့သမီးကြီးကိုအဖေကိုလွတ်စေခြင်းရင်သူ့ကိုပြုစုရမယ်ဆိုပြီးခြေတော်တင်လိုက်သေးတာဒါပေမဲ့ဥရွှေထီအဖေကလည်းတေးသမီးကြီးကလည်းကိုဝင်ရပြီးဇိုးဆက်ချတက်တေသွားလို့ဥရွှေထီတို့တစ်မျိုးလုံးကအသေးအနာနေကြတာပေါ့ဗျာဒါတွေကဇလန်းမဟုတ်ဘူးနော်တကယ်အဖြစ်ပြရင်တော့ကဆိုတယောက်နဲ့တယောက်မျက်နှာကိုတောင်မကြည့်ဘူးအခုနှစ်တွေလဲကြာလာပြီအဖေရဲ့အကျင့်သိက္ခာတမာရီကိုလည်းဥရွှေကြီးတို့ကညဝါးတဲ့မြင်နေရပြီမို့မိထုခေါ်ပြောလောက်ပြန်ပြီးဆင်ပြေသွားကြတာဒါပေမဲ့ဗျာကို့အဖေကိုရေးဆက်ဆက်တတ်ထားတဲ့လူရဲ့သွေးသားနဲ့ကိုသွေးသားကိုပေါင်းဆက်ပေးဖို့ဆိုတာဘယ်ဖြစ်နိုင်ပါမလဲအကိုကြီးပြောတာဟုတ်တယ်ဗျမမီမီကအကိုကြီးကိုကြိုက်နေတဲ့ထားတော့သူတို့မိဘကတဘောတူမှမဟုတ်ဘူးဒီနေ့အခါဆက်ရင်မမီကိုသူ့အဖေကပေတော်ရသားတယောက်နဲ့ပေးစားတော့မယ်လို့ပြောတယ်ကွဒါကြောင့်ငါငွေလိုနေတာပါလက်ကောင်များအကိုကြီးကဘယ်လိုစီစဉ်ထားလို့လဲငါငွေရရင်မမီကိုခေါ်ထုတ်ပြီးညိုင်သားကိုဖြစ်ဖြစ်ပြေးမယ်ကွာအဲ့ဒီကနေမှတို့ဦးလေးဆန်းကြီးရှိတယ်ရန်ကုန်ကိုဆင်းပြေးကြမယ်ရန်ကုန်မှာငါနေစားစီကြီးရယ်ဆိုပေမဲ့အလုတ်ကန်ကပေါ်တယ်မဟုတ်လားငါတို့နေအောင်ရန်ကုန်မှာတအိုးတအိမ်ထူထောင်ကြမယ်ကွာမင်းငါ့ကိုကူညီပါနော်လက်ကောင်ရကူညီရမှာပေါ့ကိုကြီးရာညီကိုချင်းပဲကျုပ်ဘာကူညီပေးရမလဲမင်းအခုတော်လဲလိုက်လာရင်ကြားမယ်ငွေကိုငါ့ကိုပေးစမ်းကွာဗျာဒါကြီးကတော့နည်းနည်းများတယ်ထင်တယ်ဗျမများပါမို့လက်ကောင်များမင်းကိုကြီးအတွက်လို့စိတ်ထားပြီးတော့လှူစမ်းမှာကွာငါ့ကိုကူညီတဲ့ကျေးဇူးကိုငါဒီတက်မမေ့ပါမို့လက်ကောင်များဒါဆိုအခုတော်တဲ့ကိုကုန်ထမ်းလိုက်လာရတာအလကားပဲပေါ့အလကားတော့ဘယ်ဟုတ်မလဲငါ့ကိုကူညီတာပါဆိုမှကွာကျုပ်တည်ပြီးကိုကြီးကျုပ်တည်ပြီးဒါကြောင့်အကိုကြီးကကျုပ်ကိုအတင်းကာရောခေါ်နေတာကိုဒါနဲ့အခုလိုက်တဲ့လက်ကားကတယောက်တရာအလွန်ဆုံးရ200ပေါ့ဗျာဒီငွေနဲ့အကိုကြီးမိမခိုးဖို့လောက်ပါမလားဗျဘယ်လောက်မှလဲကွာဒါပေမဲ့ငါကစီစဉ်ထိတာပါကွာအိမ်မှာဟိုတလောကပေါ်ထားတယ်ပဲတွေကိုခိုးမယ်ကွာနှမ်းတွေရှိရင်လည်းခိုးမယ်ငကနောက်ကကြက်တဲ့ဟာလေးပျောက်သွားလို့ဖះเจ้าဆောင်ပေါ်တင်ထားတဲ့အမိနကကိုလည်းခိုးမယ်အဖေကိုဘိုးတော်တစ်ပါးကပေးခဲ့တဲ့ဓလုံးလက်စွပ်ဆိုလားအဲ့ဒါလည်းခိုးမယ်ကွာအငယ်မတွေစုထားတဲ့စုဖို့ကိုလည်းခိုးမယ်ကွာအမလီတော်ပါတော့ကိုကြီးဟာမိမခိုးဖို့ကနောက်မှအေးစောအိမ်နိုင်မှာချွတ်ခိုးမလားမသိဘူးခုတည်ရင်ခိုးရမှာပဲကွာဒါနဲ့လက်ကဒီအကြောင်းကိုအဖေလည်းမသိစေနဲ့အမေလည်းမသိစေနဲ့ဟုတ်ပြီလားစိတ်ချပါကျုပ်ကနှုတ်လုံးပါလေကိုကြီးကအကိုကြီးနဲ့ကျုံနဲ့ရေရန်ကလေးတစ်ခုကနေရေတွေခတ်ပြီးပြန်လာခဲ့ကြတယ်ရေလက်စာကတော့ဘာစကောင်းကလေးမမင်းနဲ့ဗျာအိမ်မန်းလာတာဆိုတော့ထမင်းကထောင်းတွန်းတယ်လို့လိုဝနာဒီလုံးချက်ထမင်းဦးကကြောင်နေရော့ဗျာ
ဒါသာဝဝလည်းနဲ့စားရတာမဟုတ်သေးဘူးဗျလူ9ယောက်ကိုဂိမ်းလုံးချက်ကနဲတောင်နေသေးတယ်ကျုပ်တည်ထားရတာဧခါဆိုတော့စားရင်တဖြည်းဖြည်းနဲ့ပေါ်ပါသွားတယ်အကိုကြီးချင်အောင်ကတော့ဒီတိုင်းပဲပေါ့ဗျာကျုပ်ကစိတ်ထဲကြိတ်ပြီးဝမ်းသာနေမိတယ်အကိုကြီးကဖင်တုတ်ကြီးကိုပို့တယ်လို့ထင်ပြီးတဲလာတာမဟုတ်လားအခုတော့သူကမနှဲထမ်းနေရပြီတနေရာရောက်တော့အကိုကြီးကကျုံနှက်ကတ်လာတယ်အလက်ကခြေပြောင်ပြီးထမ်းမယ်ကွာငါချင်းကိုမင်းတလဲထမ်းစမ်းမှာဟာဗျာကိုချင်းကိုထမ်းလေကိုကြီးอ่ะလှုပ်ဆန်းမှာမင်းဟာလည်းငါခါနာလို့မိမမယူနိုင်ရင်မင်းဟာငါ့ကိုတလုံးလုံးကျွေးရမှာနော်အကိုကြီး6ပြောမှာကျုပ်လန့်သွားမိရဲ့ကဲထမ်းမယ်ဗျာရော့ကျုပ်တို့ချင်းပြောင်ပြီးထမ်းကြတယ်အကိုကြီးချင်းအောင်ကတကယ်ကိုလေးတာဗျာကျုပ်ထမ်းရင်တရင်ကြိုင်ဖြစ်လာတယ်လေးရွလို့တနေရာမှာတောင်းကိုချပြီးနားလိုက်မိတယ်ဥပဒါကကျုံနာကပ်ပြီးမြင်လာစမ်းမှာလက်ကောင်ရလိုဖြစ်ပြီးကြစ်ကြံနေခဲ့တာလေဟိုလူတွေတွေ့ရင်မင်းကိုကျိမ်းမောင်းနေအောင်မဲကွတောင်းကြီးကလေးလိုပါဥပဒါရမင်းစိတ်တင်လို့ပါကွာပေါ့ပါလေကွဒါလာငါပင့်ပေးမင်းဥပဒါကချင်းတောင်းကြီးကိုဆွေခနဲ့မှပြီးကျုပ်ပခုံးပေါ်တင်လိုက်တယ်ပခုံးပေါ်ရောက်တော့ဒီချင်းကြီးကဝါခွန်းတွေထည့်ထားတဲ့ချင်းကြီးလိုမျိုးပေါ့ရွှွနေတာပဲဗျာကျုပ်ပြန်ဟောင်းမဟုတ်ရလားဆိုပြီးတော့ချင်းကြီးကိုပြန်ကြည့်မိတယ်ဖေစီတီကလည်းအစုံပါပဲဗျာမဟုတ်မှလွယ်ရောချင်းကြီးပေါ်တော့ဥပဒါကလှုပ်ပိတ်လိုက်တာနေမှာကျုပ်ဥပဒါကိုကြည့်လိုက်တော့ဥပဒါကခက်ပြုံးပြုံးနဲ့မြောင်လိုက်ဆန်းမှာလက်ကောင်ရလာပေါ့ရွှွနေတဲ့ချင်းသားကြီးကိုထမ်းပြီးတော့ကျုပ်ခြေလန်းတွေတက်ကြွလာတယ်ကျုပ်ကတဖြည်းဖြည်းနဲ့တခြားဘက်ဝင်တွေကိုကြော်ပြီးတော့ဟိုးရှိသုံးကိုရောက်သွားမိတယ်ဥမောင်နှံတို့လူစုတောင်မှလမ်းမဲလျှောက်နေရလို့ခြေကြပြီးနှင်းနေကြပြီးကျုပ်ကတော့အေးဆေးပဲဗျာခင်ဗျားတို့ကလည်းနှင်းလိုက်တာညီမလာစားကြမ်းပါကျုပ်ကဒီလူတွေကိုခက်ကြကြပြောလိုက်ပြီးဆက်တက်လာခဲ့တယ်ချင်းစားကြီးထမ်းပြီးတော့ပြေးလိုက်လွှားလိုက်ခုံလိုက်ပေါက်လိုက်နဲ့တက်နေတဲ့ကျုပ်ကိုကြည့်ပြီးဟိုလူတွေမျက်လုံးပြုတ်ကုန်ကြတယ်ကျုပ်တယောက်တည်းချားရိုးတိုင်တက်လာရင်းနဲ့အရှိကိုတော်ကြလာခဲ့တယ်အရှိမှာတောင်းတောင်းကြီးကတတော်ကိုမက်ဆောက်လာတယ်ကျုပ်တက်လာရင်းနဲ့ငားထဲမှာအော်တန်လိုအတန်တစ်ခုကြားရတယ်လှက်ပက်ကြီးတော့ပတ်ဝန်းကျင်မှာကျုပ်တယောက်တည်းပဲဘာတူလဲဘယ်မှာပုံနေရလဲထွက်လာခဲ့နော်ကျုပ်အော်ပေမဲ့ဘသူမှမရှိဘူးဗျမကြခင်ဥပတာတို့ကျုပ်ကိုမိလာကြတယ်ဘာရီအော်နေရလဲအလက်ကောင်ရလူအော်တန်တစ်ခုကြားလိုက်သလားလို့ဘာမှမကြားပါဘူးကွာဒါနဲ့ဆန်းချောင်းကအရှိမပြတ်သွားပြီဥပတာရေတကွန်လိုတစ်ခုပဲရှိတယ်ရေတကွန်ဆိုတဲ့အတန်ကြားလိုက်တာနဲ့ဥမောင်နဲ့ညလုံးတွေအယောင်လက်သွားတယ်ရေတကွန်ဟုတ်လားဘယ်မှာလဲကျုပ်ကရေတကွန်ကိုလက်ညှိုးညွှန်ပြလိုက်တယ်ရေတကွန်က15ပေပေ20လောက်မြင့်ပုံရတယ်ဥမောင်လင်းတို့တွေတယောက်မျက်နှာတယောက်ကြည့်ပြီးတော့ရေတကွန်စီပြေးလိုက်ကြတာတန်းနေတာပဲဗျာအကိုကြီးကတော့ချင်းသားကြီးထမ်းပြီးခပ်ပြေးလိုက်လာတယ်နေကလည်းစောင်းနေပြီဗျို့အလက်ကငါချင်းစီကိုမင်းထမ်းတာမလေးတို့ပါပဲလားကွာခင်တွေကြီးပဲဆိုတော့တိတ်မလေးဘူးပေါ့အကိုကြီးဟာဥမောင်လင်းကနားရီကိုကြည့်လိုက်ပြီးကျုပ်တို့ဒီရေတကွန်မှာလေးလာစရာတွေရှိသေးတယ်ဒါကြောင့်ဒီမှာစခန်းချပြီးညနားမယ်အထိုင်စခန်းချမယ်ဆိုတော့ငါတို့ရက်ပြွန်တဲတွေထိုးကြမယ်မအောင်မင်းကငါနဲ့လိုက်ခဲ့မောင်မောင်သားနဲ့မြင့်မောင်နဲ့ကရက်ပြွန်တဲစောက်ဖို့လုပ်ကြဥမောင်လွင်နဲ့ရေသားမောင်ကရေတကွန်ဘက်ကိုဆက်သွားတယ်မောင်မောင်သားကရက်ပြွန်တွေကိုထုတ်ယူလိုက်ပြီးတော့ငါတို့ရက်ပြွန်နဲ့တဲဖို့တိုင်နေလို့ရဲကွာမင်းတို့တော်သား2ယောက်တော်ရဲဝင်ပြီးတော့ဝါးပြောင်ပြောင်တွေခုတ်လာခဲ့ကြဟုတ်ပြီလားအကိုကြီးကမောင်မောင်သားကိုဆွဲထုတ်မလို့ဖြစ်လို့ကျုပ်ကပဲအကိုကြီးလက်ကိုဆွဲပြီးတော်ရဲဝင်ခဲ့တယ်အိမ်ကယူလာတဲ့ဓမ္မကိုခါးကြားထုတ်ခဲ့ကြတယ်အကိုကြီးကတော့တတ်တကခေါင်နဲ့လက်ဆန်ရမယ်ဆိုလို့လိုက်လာခဲ့တာဒီကောင်ကြီးဆက်ဆန်တာမဟုတ်တော့ဘူးကွာဟုတ်ပါအကိုကြီးကဘာပဲပြောအကိုကြီးတိခတ်လိုက်စမ်းမှာမမီရဲ့မနာကိုမြင်အောင်ကြည့်ရွာမှာ100 200ရဖို့ဆိုတာလွယ်တာမှမဟုတ်တာအကိုကြီးကကျုံတဲ့ကိုကြီးလဲတော်တယ်လက်လာခဲ့လိုက်တယ်ဒီတော့ကတစ်တော်ကြီးလို့ပြောလို့ရတယ်ဗျတတော်လုံးမှာတစ်ပင်တွေကြီးပဲမယုံကြီးတွေမရှိပဲဖြစ်နေတယ်ရွက်ဖြစ်နေထိုးဖို့တစ်လုံးခုတ်ရပြန်အောင်လဲကျုပ်တို့ပတ်လာတဲ့ဓမ္မကတစ်ပင်မှာခုတ်မရပဲဗျာအကိုကြီးဝါးပင်ကိုမတွေ့ဘူးဗျာဟုတ်ပါအလက်ကောင်ရတော်ထဲမှာဝယုံတော့ရှိမှာပါကွဆက်စာကြရအောင်စခန်းနဲ့ဝဝလည်းမသွားရဲဘူးဗျတော်ကြလမ်းပြောက်သွားမှာဒုက္ခပူစမ်းပါနဲ့ငါတယောက်လုံးပါပါတယ်ကွငါကမိုးဆိုးသွဲပြော့စီမှာတပည့်ခံထားတဲ့ကောင်မလမ်းကတော့ရှာတတ်ပါနဲ့အကိုကြီးကိုယုံစားပြီးတော့တုတ်တဲ့ကိုဆက်တိုးခဲ့ကြတယ်တစ်ပင်ကြီးတွေရဲ့ခြုံနယ်ပိတ်ပေါင်းတွေရဲ့ကလွဲလို့ဝါးနဲ့တူတာတပင်းမှကိုမရှိဘူးဗျာဆက်လျှောက်လာရင်တနေရာရောက်တော့ဝါးတွေချင်းချင်းပုတ်တက်တဲ့အတန်မျိုးတကြီးကြီးကြားလိုက်ရတယ်အကိုကြီးနားထောင်လိုက်စမ်းဗျာအေးကွ
ဝယုံကြီးကဝါးတွေကိုလေတိုက်လို့အချင်းချင်းပုတ်လိုက်ကြတဲ့အတန်မျိုးပဲကွာဒါဆိုအတန်နဲ့လိုက်ရအောင်ဗျာဝယုံကြီးတစ်ခုတော့ရှိမှာဗျအေးကွာလိုက်ကြစို့တုံးတဲ့ကိုကြီးလဲဝါးတက်အနာကိုလိုက်လာခဲ့တယ်အတန်ကတဖြည်းဖြည်းနီးလာပြီးမကြခင်မှာတောင်ငရံကြီးတစ်ခုစီကိုရောက်လာခဲ့တယ်တောင်ငရံကြီးကတင်90လောက်တော့အတာလေးမြင့်နေဗျဝါးတန်တွေကဒီတောင်နံရံအပေါ်ကနေထွက်လာတာဟာကွာဒါကြီးကိုကော့ဖက်တက်ရမှာလားကွာအတန်ကအပေါ်ကလာနေတာကွာကျုပ်ဘေဘီပန်မွန်းချင်ကိုကြည့်လိုက်တော့လူကြီးနှစ်ပတ်စာလောက်ရှိတဲ့အပင်ကြီးကတောင်ငရံကြီးကိုမှီပြီးပေါက်နေတယ်ဘာပင်ကြီးလဲတော့မသိဘူးဗျာအပင်ကြီးကအရွက်တွေမရှိတော့ပဲခြောက်ပြီးအခောက်တွေကဆွေးတောင်ဆွေးနေပြီဗျာအဲ့ဒီပင်ကြီးရဲ့အကိုင်းကွာစုံမှာဝါးပင်တွေပေါက်နေတာကိုတွေ့လိုက်ရတယ်အကိုကြီးဟိုမှာကြည်စမ်းဗျာကျုံငင်ပြလိုက်တော့အကိုကြီးကလည်းကြည့်လိုက်တယ်အပင်ကြီးရဲ့ကွာစုံကခွက်ကြီးတစ်ခုလိုဖြစ်နေပြီးအဲ့ဒီအထဲမှာဝါးပင်တွေပေါက်နေတာမျိုးဝါလုံးတွေကကြက်ပြားလုံးလောက်ရှိတယ်ထီယိုဝါလိုဝါမျိုးဗျဖြောင်းနေတာမှပေရန်နဲ့ထောင်ပြီးစိတ်သားသလားမှတ်ရတယ်အဲ့ဒီဝါးတွေပဲခုတ်သွားရအောင်လက်ကောင်ရရွက်ဖြစ်နေကပေါ့တော့ဒလန့်ဝါးနဲ့လည်းတိုင်းထောင်လို့ရမှာပေါ့ကွာကျုံလေတစ်ပင်ကြီးကိုတက်လိုက်တယ်တစ်ပင်ကြီးကရိုင်းပြီးလဲနေပြီဆိုတော့တိတ်ပြီးခက်ခက်ကဲမတက်လိုက်ရဘူးခွားစုံကြီးစီရောက်ဖို့15ပေလောက်တော့တက်ရတယ်ထင်တယ်ခွားစုံကြီးကအခွက်ကြီးဖြစ်နေပြီးတော့တည့်ရဆွေတွေမြေကြီးတွေနဲ့ပြည့်နေတယ်ဒါကြောင့်လေဝါးတွေပေါင်းနေတာပေါ့ဗျခါကြတဲ့ကဓမ္မကိုဖြိုးလိုက်ပြီးတော့ဝါးပင်တွေကိုခုတ်ထစ်လိုက်တယ်ဝါးပင်တွေကတက်ပြားလုံးတော်တစ်တိတ်ကလေးဆိုပေမဲ့ကြစ်ကလေးတွေဗျအစာဟာရမပြေဝလို့ဒီလိုဖြစ်နေရတာတော့မသိဘူးမာသားလည်းတော်တော်မာတယ်ကျုပ်ဓမ္မနဲ့ခုတ်ထည့်တာတောင်မှဓမ္မကကြံထွက်လာတယ်ဗျအကိုကြီးဝါးရီတာမာလိုက်တာဗျာတေချာကုန်းစားမှာလက်ကောင်ရမင်းရလေပြောနေရတယ်အကိုကြီးကဘာမှပြောညာမပြောနဲ့တစ်ပင်အားကိုထိုင်ပြီးအပေါ့သွားတယ်ကျုပ်လည်းလက်မှာအားကိုစုပြီးတော့ဓာတ်ကိုအားပြင်းနဲ့လွှဲခုတ်လိုက်တာဝလုံးကအဲ့တော့မှရတိပြက်ပြတ်ထွက်သွားတယ်ထူဆန်းတာကဝလုံးတွေပြတ်သွားတဲ့အခါအော်တန်လိုအတန်ကြားလိုက်ရတယ်အကိုကြီးအတန်တစ်ခုကြားလိုက်လားဘာသာမှမကြားပါဘူးကွခေါင်းမှာဖြစ်အမြဲခုစားမှာကွာဝလုံးတွေကိုခုန်နေရင်းနဲ့ဝါးတွေလဲသွားတဲ့အခါမှာဝစတဲကနေတွေးလို့အရင်နီချလာတယ်ဝါးတွေကိုအောက်ကိုပြစ်ချပေးလိုက်တော့အကိုကြီးကတလုံးချင်းစီကောက်ယူပြီးတော့ຫນွယ်ကျုပ်တစ်ခုနဲ့ချီတောင်လိုက်တယ်ဝါးစိတ်လုံးလောက်ရတဲ့အခါကျုပ်ပြက်ဆင်းလာခဲ့တယ်ဝါးရှည်ကတော့9ပေ6ပေလောက်နည်းနည်းရှိမယ်ထင်တယ်တစ်ပင်ကြီးကအသက်ကြာတော့ຫນွယ်ပေမဲ့အဆင့်ကြာတော့နည်းနည်းခက်တယ်ဗျရှော့ကြီးတစ်ခုလိုဖြစ်နေတယ်မဟုတ်လားကျုပ်တတိထားပြီးစဉ်းနေတုန်းမှာကျုပ်ကြောကုန်းကိုလူတစ်ယောက်ကတွဲချလိုက်တယ်လို့ခံရပြီးအရှိကိုငိုင်းဆိုင်ကျသွားတာကျုပ်ဖြင့်တစ်ပင်ကြီးကိုလက်နှစ်ဖက်နဲ့အတကုံဖတ်ထားလိုက်လို့အောက်ကိုအရှိန်နဲ့ပြုတ်မကြပဲဒလေးကောက်ကိုကျသွားတော့တယ်ကျတဲ့အမြင့်ကလည်း10ပေလောက်ရှိတယ်ကံကောင်းလို့မသေးတာဗျာဖြည်းဖြည်းစစ်မှာပေါ့အလက်ကောင်ရကျို့အကိုကြီးကိုဘာမှမပြောတော့ပဲညီကိုနှစ်ယောက်တော်တဲ့ခါပြန်ထွက်ခဲ့ကြတယ်အကိုကြီးဝါးဘက်ကိုခုတ်သုံးကအထက်ကတွေးရီလိုအကြီးထွက်လာတယ်ဗျအတွင်းမခေါင်စမ်းပါနဲ့လက်ကောင်ရဝါးပင်နဲ့ဝန်းနေတဲ့ရေတွေဖြစ်မှာပေါ့ကွာနှွေဆိုတော့ရေခမ်းပြီးအနီရောင်ဖြစ်တာနေမှာပေါ့တော်တဲ့ကရေအိုင်တွေတောင်တည့်ရဆွေတွေကြတာများရင်တန်ချင်းအောင်ဖြစ်သေးတာပဲကွာတုံလေအကိုကြီးပြောသလိုဖြစ်တွေးလိုက်မိတယ်ညီကိုနှစ်ယောက်ရှောက်လာခဲ့တာ15မိနစ်လောက်ကြာသွားတယ်ဒါပေမဲ့တော်တဲ့ကမထွက်နိုင်သေးဘူးဖြစ်နေတယ်အလာတော့က10မိနစ်လောက်ပဲလာခဲ့ရတာမဟုတ်လားကိုကြီးအခုကနည်းနည်းကြာနေတယ်လို့ပဲမိတ်ဆက်ထင်လို့ပါအလက်ကောင်ရလာစမ်းမှာကွာအကိုကြီးခြေလန်းတွေတက်နေတာကိုသတိထားမိတယ်နောက်တက်15မိနစ်လောက်ကြာသွားပြီမယ်ကျုပ်တို့စမ်းချောင်းမေးကိုပြန်မြောက်သေးဘူးဗျာလမ်းပြောင်းနေပြီလားလို့စိတ်ထက်ထင်နေမိတယ်နေမွန်ကလေးကရှောက်လာလိုက်တာအခုဆိုနေတာဝန်နေပြီဗျာဟမ်ပြောစမ်းမအကိုကြီးကကျုပ်တို့လမ်းပြောင်းနေရများလားအကိုကြီးကစိတ်ညစ်ညစ်နဲ့ခေါင်းငိမ့်နေလက်ထက်ကဝါစီကိုပြစ်ချလိုက်ပြီးတော့ငုတ်တုတ်ထိုင်ချလိုက်တယ်အကိုကြီးပြောတော့မိုးဆိုးတော်ပြော်ရဲ့တပည့်ဆိုဗျငါလဲလမ်းကိုတိတ်တိတ်ချာချာမှတ်ထားတာပဲကွာအခုလိုလမ်းပြောက်တာမင်းကြောက်ကွာဟောဗျာဘာလို့ကြောက်ဖြစ်ရတာလဲမင်းကဘေးကနေပြီးတရဲတူတူလိုတဆေတူတူလိုတွေပြောနေတော့ငါစိတ်အာယုံတွေပြကုန်ပြီလမ်းမမှတ်မိရတာပေါ့ကွာကိုကြီးကတော့ကိုအသုံးမကျတာကိုသူများကိုလွှတ်ချနေပြန်ပြီဗျာတူတူညီကိုနေအောင်စိတ်ညစ်ညစ်နဲ့ထိုင်နေမိတယ်ညီကလည်းဖြည်းဖြည်းဆောင်းလာပြီးတော့တော့ဟုတ်တယ်မှာအမောင်တူဖုံးလာပြီပေါ့ဗျာလက်ကောင်ရတခုကြံသမ်းမအောင်ကွာကျုပ်လည်းဘာမှမကြံတတ်တော့ဘူးဖြစ်နေတယ်ဒီချိန်တော့ဟုတ်တဲ့ကနေလူတိုးလာတဲ့အတန်ကိုကြားရတယ်ဥမောင်နှံတို့အုပ်စုများလားကျုပ်တို့ကိုလာရှာတာများလားကျုပ်ကြည့်နေတော့မိန်းကလေးတစ်ယောက်ကတက်မွေတွေကြားကနေလက်ခနဲဖြစ်သွားတာကိုတွေ့လိုက်ရတယ်အကိုကြီးကလည်းမတ်တက်ထားရလိုက်တယ်ဟောမှာလူမဟုတ်လားလက်က
လူတော့လူဗျမိမတယောက်လားလို့ဘယ်မိမကဒီတော့ထဲမှာရှိမှလဲကွာဒါဥပတာတို့ပဲဖြစ်မယ်ကွာအလိုက်ကြဆိုဟဲ့အကိုကြီးကဝါစီကိုထမ်းပြီးပြေးလိုက်သွားတယ်ကျုပ်လည်းအကိုကြီးနောက်ကနေပြေးလိုက်ခဲ့တယ်တုတ်တဲ့ကမှောင်မမဲနဲ့ဆိုတော့အရှိကသွားတဲ့လူကယောက်ျားလားမိန်းမလားဆိုတာကိုဝေခွဲမရဖြစ်နေတယ်အဲ့လူကတနေရာကိုဦးတည်ပြီးတော့ခက်မမှန်သွားနေတာဗျဟဲ့လူရက်ပါအောင်ဟဲ့လူအကိုကြီးကပြေးပြီးတော့လိုက်တယ်ဒီလူကတစ်ပင်နေကြတဲ့မှာတစ်ခနဲ့လက်ခနဲ့သွားနေတာဗျကျုပ်ဖြင့်စိတ်ထဲတစ်ချက်ဖြစ်လာခဲ့တယ်ကိုကြီးကတော့ဇောနဲ့ပြေးလိုက်နေတော့မယ်ကျုပ်တို့အရှိမကြောက်နေရန်ကြီးကိုမြင်လိုက်ရတော့မှကျုပ်တို့ညီကိုနေရာကိုပြန်သူရက်တက်လိုက်ကြတယ်ကျုပ်တို့အရှိကသွားနေတဲ့လူကလည်းဘယ်ရောက်တော့မှမသိတော့ဘူးကြောက်နေရန်ကြီးဘေးမှာတော့လက်ချနေတဲ့တစ်ပင်ကြီးကိုတွေးလိုက်ရတယ်အကိုကြီးဒါခုနကျုပ်တို့ဝါလာခုတဲ့နေရာမဟုတ်လားဟုတ်တယ်ခုနကလူရောဘယ်ရောက်သွားပြီလဲကျုပ်တို့တခုခုတော့မားနေပြီချင်းနေတော့ကိုကြီးဒီတခါတစ်ပင်ကြီးပေါ်မှာလူတွေပေါ်လာတယ်ဗျထမင်းရင်ရှားနဲ့မင်းကလေး9ယောက်ဗျကျုပ်လန့်ပြီးအနောက်ကိုဆုတ်လိုက်မိတယ်မင်းတို့ကငါတို့မကြေနပ်ဘူးခမတို့ကဘသူတွေလဲနင်တို့ခုတ်သွားတဲ့ဝါပြန်တိုက်ကိုစောင့်နေညီမတွေပဲငါတို့ရဲ့အတိုက်ညုံကိုနင်တို့ဖျက်ဆီးသွားတယ်ငါတို့ကလေးတစ်ယောက်ရဲ့ခြေထောက်ကိုလည်းနင်တို့ဓာတ်နဲ့ခုတ်သွားတယ်မဖြစ်ပါအောင်ဗျာခမဘာတွေပြောနေရလဲဒီတခါမိမတယောက်ကလက်ကိုပစ်ကင်လိုက်တဲ့အခါသူ့လက်ထဲမှာတနစ်သားအရွယ်လောက်ရှိတဲ့ကလေးလေးပေါ်လာတယ်ကလေးလေးကအတန်ပြဲကြီးနဲ့ငိုနေတယ်သူ့ခြေထောက်ကဒိုးရက်လက်ကလည်းပြက်ပြီးသွေးတွေစစ်ကြနေတယ်ဗျဒါဆိုခုနကအနီရောင်ရီတွေကကလေးရဲ့သွေးတွေပေါ့ခုတ်တဲ့သူလည်းတေးရမယ်ဒိုးတိုက်အောင်မှာအပေါ်ဆွန့်သွားတဲ့ကောင်လည်းတေးရမယ်အကိုကြီးကဝါစီကိုပြစ်ချပြီးတော့အလက်ကောင်ဟေးငါတို့ပြေးကြစို့ဟေးပြေးစမ်းနင်တို့ငါးလက်ကလွတ်အောင်ပြေးကြစမ်းအကိုကြီးနဲ့ကျုံနဲ့ပြေးဖို့တပတ်လှည့်လိုက်တဲ့ဆိုရင်ပဲတုတ်တို့ရဲ့လေမင်းကိုအနောက်ကနေပေါ်ဝါစားတစ်ခုနဲ့ရစ်ပတ်တာခံလိုက်ရတယ်နောက်တော့လွှာကနေလေးဘော်ကိုမြောက်တက်သွားတယ်ပေ20လောက်အမြင့်ထိတက်သွားတယ်ထင်ပါတယ်တစ်ချောက်ပင်ကြီးရဲ့အကိုင်းမှာပေါ်ဝါစားတွေရစ်ပတ်သွားပြီးကျွတ်တို့ညီကိုနေရဆွဲကြိုးစားတယ်လို့ဖြစ်သွားတယ်ပေါ်ဝါစားကလည်းခိုင်လိုက်တာပြောမိနေဗျာနိုင်ရင်ကျွတ်ထတောင်ခိုင်ပုံရလေလေဘင်းကိုအပတ်ခံထားတာဆိုတော့ကျုပ်တို့လေဘင်းတွေအိပ်ပြီးတော့မျက်နှာတွေကြာနှမ်းလာတယ်လွတ်လွတ်ညာနဲ့ခြေထောက်တွေကိုယုံနေမိတယ်အသက်ရှူရည်လည်းကျက်လာတယ်ကိုတေးပြီးလိုပဲတတ်မှတ်လိုက်တော့တယ်ဗျာဒီချိန်ပွားစားတွေကထောင်ငယ်ပြတ်ထွက်သွားပြီးတော့ကျုံနဲ့အကိုကြီးအောက်ကိုပြုတ်ကျတယ်အောက်မှာတည့်ရဆွေးပုံရှိနေလို့မကြိုးမပဲရပေါ့ဗျာနေရင်ပေါ်ရောက်တာနဲ့လေးဘက်ထောက်ပြီးပြေးမဲ့လုံးမှာတုတ်ချီခြေထောက်တစ်စုံကရက်နေတယ်မောချီလိုက်တော့ဥပဒါကြီးဖြစ်နေတယ်ဗျာကျုပ်ပြောလိုက်တာပြောမင်းနဲ့ထီးပေါက်ရင်တော့ဒီတော့ပြောမှာမဟုတ်ဘူးနင်တို့ငါလူနှစ်ယောက်ကိုဘာလို့ကြတာလဲဟဲ့ဥပဒါရဲ့အတန်ဝဝကြီးကထွက်ပေါ်လာလေဒင်းတို့ကကျုပ်တို့အတိုက်ကိုဖျက်လို့ဖျက်စီလုပ်တဲ့အပြင်ကျုပ်သားလေးရဲ့ခြေထောက်ကိုလည်းခုတ်ဖြတ်သွားတယ်ဒင်းတို့ကိုကျုပ်တက်ရမယ်မလုပ်ပါနဲ့ဟာငါတို့ကဒီတော်လေးကိုခဏလာကြတဲ့အဲ့ရတွေပါမသိနားမယ်ရီမလို့လုံးမိတာပါဥပဒါစကားပြောတော့ဒီမိန်းမတွေဆွဆွခုန်သွားတယ်မသိတာလည်းခွတ်မလို့ဘူးနားမဲ့တာလည်းခွတ်မလို့ဘူးဒီနယ်မြေကငါတို့ပိုင်တဲ့နယ်မြေပဲငါတို့နယ်ထဲမှာအမားလို့ရင်အရှင်းမထားဘူးဒီမိန်းမတွေကပေါ်ဝါစားတွေနဲ့တက်တို့ကိုလှမ်းပစ်တယ်ဥပဒါကအနားကဝါစီထားတဲ့ဝါတလုံးကိုကောက်ယူပြီးတော့ပေါ်ဝါစားတွေအရှိကိုထိုးခံလိုက်တယ်ပေါ်ဝါစား9ခုကဥပဒါရဲ့တုံးမှပတ်မိသွားတယ်ဟိုမိန်းမတွေကပေါ်ဝါစားကိုဆွဲပြီးမယ်ဘလို့မှကိုမနေပါဘူးဗျာဆွဲတာကမှလက်နဲ့ဖက်နဲ့လိုဆွဲသလိုဆွဲနေတာဗျဥပဒါကဝလုံးကိုကြည့်ပြီးတော့တိတ်ထီဝင်ဝါပြန်ရဲ့အစွမ်းဘလောက်ဆွဲနေဆိုတာစမ်းကြည့်မှဟဲ့ဥပဒါကဝလုံးရင်နာကကန်ပြီးငါးပြားတံကိုစောင့်ဆွဲတယ်လို့ဆွဲလိုက်ပြီးတော့ဟိုမိန်းမ9ယောက်ကဥပဒါရဲ့အရှိကိုပြုတ်ကျလာကြတယ်ဥပဒါကဝလုံးနဲ့တက်ရိုက်တာဟိုမိန်းမတွေတအားနဲ့អော်ပြီးနူးလိမ့်နေကြတာဗျာမလို့ပါနဲ့ဆရာကြီးရဲ့ကျမတို့ကိုမညှင်းဆဲပါနဲ့တော့တော်ပါတော့ဒါဆိုခိုကောင်လေး2ယောက်ကိုလွှတ်ပေးပါလွှတ်ပေးမယ်ဆိုရင်လွှတ်ပေးပါမယ်အကောင်ပြောနေတော့နားထောင်မှပေါ့ညသားချီလောက်ကိုငါပြန်ဆက်ပေးမယ်ယူလာခဲ့မိမတယောက်ကအနားကပ်လာတယ်သူ့လက်တစ်ဖက်မှာကလေးကိုခရက်ခွင်ချီထားပြီးတစ်ဖက်မှာကျတော့ကလေးခြေထောက်ဘက်ကိုကင်ထားတယ်ဥပဒါကခြေထောက်ကိုယူပြီးကလေးတူးမှပြန်ဆက်ပေးလိုက်တာတက်ခနဲ့ပဲဗျာမသိရင်ဘိုးမရုပ်တွေခြေထောက်ပြတ်သွားလို့ပြန်ဆက်ပေးတဲ့အထာပဲဗျာနင်တို့ဝါးတွေနင်တို့ပြန်ယူသွားကြဒါပေမဲ့ဒီဝါးတစ်လုံးတော့ငါ့ကိုပေးလိုက်စမ်းဟာငါတောင်းဝေးလို့ယူပါဆရာကြီးရဲ့ယူပါမိမတယောက်ကဝါးစီကိုယူပြီးတစ်ပင်ကြီးရဲ့ကွားစုံတဲမှာပြဆိုင်ထားလိုက်တယ်တွတ်တူခုတ်လာတဲ့ဝါးတွေကချက်ချင်းပဲအညွန့်တွေတဲ့အရွက်တွေထွက်ပြီးအကောင်းပြန်ဖြစ်သွားတယ်ဗျာကဲခုံနှစ်ယောက်လာကြ
ကျုပ်တို့လည်းဥပဒါအနာကိုလည်းလာခဲ့ကြတယ်ဝါတယ်မလို့တော့ဘူးလားဥပဒါလို့တော့ဦးတဲ့ဥမောင်လင်းကကြီးရေတကွန်ကသူတို့ရှာရဲ့ရေတကွန်မဟုတ်လို့ယာယီစကန်မဲချမယ်တဲ့ကွာအမျိုးမျိုးပဲဗျာသူတို့ဝါခုတ်ပါဆိုလို့ဝါလည်းခုတ်ရသေးတယ်မင်းတို့ကဝါပြန်ကိုမှရွေးပြီးခုတ်တာဟုတ်ကွာဝါပြန်ဆိုတာဘာလဲဥပဒါတဘာဝအတိုင်းမော်ဆန်းနေဝင်နေတဲ့တိတ်တဝင်အမျိုးတွေတခုပေါ့ကွာဝါပြန်ဆိုတာတစ်ပင်ကြီးတွေရဲ့အပေါ်မှာထက်ဆင်ပေါက်နေတဲ့ဝါကိုခေါ်တာကွာအင်မတန်မှရှားတယ်တစ်ပင်ပေါ်ထက်ဆင်ပေါက်ပြီးမယ်ကျေဦးကင်းတစ်ဖျားလောက်လွတ်တဲ့နေရာမှာအောက်တဲ့ဝါပြန်ကပုတ်ပြီးတော့အဆန်းရှိတယ်ကွာဝါပြန်ကဘလို့ဆန်းလို့လဲဥပဒါဝါနဲ့ဝါကဝါပြန်ဖြစ်ရင်ဘာစစ်စစ်မှမလို့ပဲဒေါက်တာလက်နဲ့ပြီးတယ်ကွာတခြားဝါပြန်ကတော့အစီရင်တွေစီရင်ပြီးသုံးရတယ်များတော့အဖြစ်တာဝေးစီစဉ်ရတယ်ဝါပြန်ကိုလွှနဲ့ဖြက်ပြီးလက်မဆွလို့ရရင်လက်ဆွလို့ရတယ်လဲမဆွဲလို့ရရင်ဆွဲပြီးစောင့်ထားကြတယ်အထူးတစ်ဖြင့်ကတော့ကိုလုံးအစီအစဉ်ပေါ့ကွာနနာဘဝရေနောက်ရက်တာစုပ်တိုက်တာတွေကိုလည်းနိုင်တယ်ကွာဒါဖြင့်အတော်အဆန်းရှိတာပဲနော်အမျိုးတွေရဲ့တဘောအရာအဆောက်အအုံတွေရှိကြတာပဲဝါပြန်ဆိုတာမျိုးကတော်ရုံလူမမြင်ရဘူးအဲ့ဒီမှာနေတဲ့အဆောက်အအုံတွေကဝါပြန်ကိုလူမမြင်အောင်ဖွက်ထားကြတာအခုနောက်ကမင်းတို့တွေ့ခဲ့တာဟာဝါပြန်တိုင်းကွာညီမ9ယောက်စောင့်မဲ့တိုက်ပေါ့ကွာဒါပေမဲ့ကျုပ်တို့မြင်ရတယ်လေဗျာအဆောက်အအုံတွေကအမြဲလုံးဖွက်ထားတာမဟုတ်ဘူးကွာနေဝင်ကြီးတရောလို့အချိန်မျိုးမှာအဆောင်တွေပျော်ပါမထူးကြတယ်ဒီအချိန်ဝါပြန်ကလှုပ်ရှားတတ်ကြတယ်မင်းတို့ညီကိုတွေ့ခဲ့တာအချိန်ကောင်းတဲ့ကြုံလို့ကွာဝါပြန်ကဒေါက်တာပြီးလို့လာတော့မသိဘူးဥပဒါအစာပိုင်းကခုတ်မရဘူးဒါမတိုးဘူးနောက်တော့အကိုကြီးကအပေါ်တိုင်သွားလိုက်တော့မှခုတ်လို့ရသွားတာလူရဲ့စီးဆိုတာဖဲရလောကသားတွေမနှိမ့်မြို့တဲ့အရာကွာငါတို့လူတွေခွေးကြီးဘုတ်ကိုရှောင်ကြတယ်လို့ပေါ့ကွာငါတနာကတော့မင်းအကိုကြီးအပေါ်သွားလိုက်တဲ့အခါအဆောက်အအုံကရွှင်ရှောင်လို့ခဏရှောင်ထွက်ပြီးကြတာတင်နေအဲ့ဒီချိန်မင်းကခုတ်ထလိုက်တာနေမှာကျုပ်တို့လမ်းလျှောက်လာကြရင်10မိနစ်လောက်ပဲကြာတယ်ရေတူကိုပြန်လောက်ကြတယ်ဝါတော့ခုတ်ခိုင်းတာမင်းတို့ညကဘဲပြောက်သွားတာလဲကွာငါတို့ပြန်လိုက်ရှာနေတာနေရာတော့ကိုနှံ့နေပြီခင်ဗျားတို့ကျုပ်တို့ကိုလိုက်ရှာနေတယ်ဟုတ်လားတော်ထဲမှာနှံ့နေတာပဲမင်းတို့နှစ်ကောင်ဘဲတော့ဟိတ်နေကြတာလဲကျုပ်နဲ့အကိုကြီးနဲ့ခရမင်းနာတယောက်ချိလိုက်မိကြတယ်ကဲပါဒါတွေပြောမနေပါနဲ့အားလုံးလည်းပင်မနေကြပြီစတက်ပြီးနားကြတာပေါ့မနေ့ပြန်ခီးဆက်ရအောင်မဟုတ်လားဥပဒါကဝန်ပြောပေးတယ်ဟုတ်တယ်ပါကြီးဒီရေတကွန်ကိုကျုပ်တို့လိုချင်နေတဲ့ရေတကွန်မဟုတ်ဘူးခမည်းတော်ကဘလို့ရေတကွန်မျိုးကိုရှာနေကြတာလဲကိုဗျာရေတကွန်အနောက်မှာလှိုင်တွေဂလိုင်းတွေရှိနေကြမျိုးပေါ့အဲ့လိုနေရာတွေမှာဓာတ်တက်ထုတွေစုပြုံနေတဲ့တယ်မဟုတ်လားဥမောင်ရဲ့စကားကိုကျုပ်တို့ခေါင်းနေလိုက်ကြတယ်စားပြီးတောက်ပြီးတော့ခေါင်းချလိုက်တာနဲ့တော့မနဲ့အိပ်ပျော်တော့တာပဲဗျာ